ကားတိုင်းမတိုင်ခင်ကဖန်ဆင်းခြင်းဟောင်းကားတိုင်းပြီးတော့ဖန်ဆင်းခြင်းအတိတ်အဲ့ဒီကားတိုင်းနေရာနဲ့ပြတာလူတွေမှတ်မိလွယ်အောင်လုပ်ပြတကယ်ကျတော့ဒီမှာကလေးကပထမကြွလာခြင်းရဲ့ဒီဘက်ကျမှဖန်ဆင်းခြင်းအဟောင်းခရစ်ယေရှုအတွက်ခရစ်တော်အတွက်ပြောတာကျွန်တော်တို့အတွက်ကျတော့လူတွေအတွက်ကျတော့မှတည်ခြင်းကခရစ်တော်ပြန်ရှင်တဲ့နေ့စာလံပြ18ပြောထားတယ် This is the day that the Lord has made ဆိုတာယေရှုတည်ခြင်းကပြန်ရှင်တဲ့ဒီတနေ့တည်းကိုပဲပြောတာနေ့တိုင်းမဟုတ်ဘူးအဲ့တော့အဲ့ဒီတနေ့ကြမှကဘာခရစ်တော်၌ရွေးကောက်ခံရတဲ့လူတွေကဖန်ဆင်းခြင်းအသစ်ဖြစ်သွားတယ်လူတွေထဲမှာတော့ဖြစ်တာအဲ့ဒီနေ့ကြမှဖြစ်တာယေရှုထဲမှာဖြစ်တာကဒီမှာကလေးအဖြစ်အတိပ္ပယ်ဖန်ဆင်းခြင်းအသစ်ရဲ့အတိပ္ပယ်လူစစ်လူသားလူဣတာယေရှုလူဣတာယေရှုလို့ပြောရင်လူမိမ့်မထဲမှာပရိသတ်တီးတဲ့လူရဲ့တွေးတာခန္ဓာကိုယ်နဲ့ဖန်ဆင်းခံရတဲ့တွေးတာခန္ဓာကိုယ်ရှိတဲ့လူမိမ့်မကနေတွေးတာခန္ဓာကိုယ်နဲ့မွေးဖွားလာတယ်လူအသက်နဲ့ရှင်တဲ့လူအသက်နဲ့33နှစ်ခွဲရှင်တဲ့လူဤတွေးတာခန္ဓာထဲမှာဖယားกินเก่งหมดเลยဖယားเก่งหมดเลยเก่งဝတ်ဆိုတာနေတာကိုပြောတာကျင်းတာမဟုတ်ဘူးကျင်းဆိုရင်မဟုတ်ဘူးခေတ္တကအတန်ထွက်နေရေးတာအခုလည်းဆိုဘုံကဒီရှင်တွေမရှိသေးလို့ကျင်းနေဆိုတာဒီခေတ်မှာအတိတ်ပဲပြောင်းသွားတယ်အိတ်ပြောတာအိတ်တာကိုကျင်းနေဖယားဘယ်တော့မှမအိမ်ဂိမ်းဝတ်ဆိုတာအမြဲတမ်းနေသွားတယ်အဲ့တော့လူရဲ့ဖန်ဆင်းခံရတဲ့တွေ့တာခန္ဓာကိုယ်ထဲမှာဖယားလာပြီးတော့အမြဲတမ်းနေသွားတယ်နိုင်တိုင်းမိနစ်တိုင်းနေ့တိုင်းအချိန်တိုင်းလူဤတွေ့တာခန္ဓာကိုယ်ထဲမှာဖယားသခင်ကျင်းဝတ်လာတယ်လူနဲ့ဖယားအတူတူနေလူနဲ့ဖယားဟာအပြန်အလှန်သဘောတူတယ်အပြန်အလှန်အတိပေးတယ်အပြန်အလှန်မိခိုးတယ်အပြန်အလှန်တူးထဲမှာတူးနေတယ်တူးထဲမှာတူးတီးတယ်အပြန်အလှန်တူးကိုတူးပိုင်နေအပြန်အလှန်တူးနဲ့တူးဆိုင်နေbonding bonding ဆိုတာတွေ့တာမှုရှိတယ်ဆိုင်တဲ့တူဦးနဲ့တူဦးဆိုင်တဲ့မြေဖရာနဲ့တတန်မဖရာနဲ့တတန်မဟုတ်ဘူးအဲ့ဒါ living together ခေါ်တယ်အဲ့ဒီ living together ဆိုတာဖျားမလို့ချင်တယ်တရားမဝင်လင်းနဲ့မြညာဟာ
နေလဲနင်လှုပ်ချင်တာလှုပ်ငါလဲငါလှုပ်ချင်ငါဝင်ငါတိမ်မယ်နင့်ဝင်နေတိမ်ငါငွေဝင်နေတုံးကိုမရှိဘူးနင့်ငွေကိုလည်းငါတုံးအဲ့ဒါ living together ခေါ်အဲ့ဒါဖျားလက်မခံလူတွေကျင့်သုံးတဲ့အတိုင်းဖျားလက်မခံဖျားကအင်္ဂလိပ်လို commune လူနဲ့ဖျားအတူတူပိုင်ဒီလူနဲ့ဖျားအတူတူပိုင်ဒီကြည့်ဖျားကလူနဲ့ပဋိညာဉ်လာဖတ်တဲ့ခါကျတော့ဖျားအရှုံးခံပြီးတော့ပဋိညာဉ်လာဖတ်တာကျွန်တော်တို့ကဗလာသမားကြီးဘာမှမပိုင်တာသူကလာပြီးတော့ရှယ်ယာလာလုပ်တယ်အတူတူပိုင်ရအောင်ဆိုတော့သူပဲတစ်ဖက်သက်အကုန်ရှုံးတယ်ကိုကတစ်ဖက်သက်အကုန်မြတ်ကြီးပဲမဟုတ်ဘူးလားဖယားနဲ့လူနဲ့ပဋိညာဉ်ဖွက်တယ်ဆိုတာအတူတူငါတို့ပိုင်ရအောင်လို့ပြောတာအဲ့ဒါသူကအရှုံးခံပြီးတော့သူလာလူနဲ့ပဋိညာဉ်ဖွက်တာဒါကြောင့်မလို့လူနဲ့ပဋိညာဉ်ဖွက်တဲ့ဖယားဟာတဖယားပဲရှိတယ်တဖယားပဲရှိတယ်ကြည်သူကတိရှိတယ်ငါဒီတင်းကိုမစွန့်တင်းကိုပြည့်ပြီးမထားငါဒီတင်းနဲ့အတူနေမယ်ထာဝရကဘာဆုံးတိုင်အောင်ငါတင်းနဲ့အတူနေမယ်တင်းနဲ့အတူနေမယ်ဆိုတာလူဤဝိညာဉ်ထဲမှာလာနေတာပြောတာမဟုတ်ဒီအိမ်ထဲမှာလာနေတာပြောတာမဟုတ်ဘူးအဲ့တော့ခရိယန်တွေကအိမ်ဆောက်ရင်ဖယားအတွက်အခန်းတစ်ခန်းသို့မဟုတ်ဖယားအတွက်ငါသုံးထပ်ဆောက်မယ်တစ်ထပ်ကိုဖယားကိုပေးမယ်ဆိုရင်အဲ့ဒါမှားတယ်ဖယားမလို့ချင်ဘူးတင်းငါထပ်တိုက်ဆောက်ပြီးတော့ဖယားကိုလေးထပ်ပေးပါစီသူမလို့ချင်ဘူးတင်းစီကလေးထပ်ကိုမလို့ချင်ဘူးသူကပြောပြီးပြီcommune အတူတူပိုင်တယ်ဒီလိုဆိုရင်တင်ငါထပ်တိုက်ဆောင်ရင်ဖယားငါထပ်ဆုံးပိုင်တာပေါ့အဲ့ဒါမှမှန်တာအခုခရိယန်ကဖယားကိုအခန်းတစ်ခန်းကန့်ပေးထားအဲ့ဒါဟုတ်မှမဟုတ်တာသူကဖယားကိုကန့်တက်ထားတာအဲ့ဒါမှားတယ်လူကဖယားကိုကန့်တက်ရင်ဖယားစုနေကြီးမြတ်တဲ့ဖယားသူ့မှာနေစရာမရှိတာမဟုတ်ဘူးတင်းကိုချစ်လို့တင်းရဲ့ဝိညာဉ်အထဲဆုံးမလာပြီးတော့ကိုယ့်ရဲ့ဝိညာဉ်နဲ့ဖယားရဲ့ဝိညာဉ်က union join တပေါင်းတစည်းတဲ့တူတဲ့ဖြစ်သွားတယ်ဖယားနဲ့ကိုပေါင်းသွားတဲ့အခါမှာနှုတ်မဟုတ်တူဒီဖြစ်သွားတယ်တက်နေပဲရှင်တက်နေပဲရှင်နေဖယားရဲ့မအိုမနာမတည်တဲ့အတက်နေပဲရှင်နေ God and man become one and live one life God and man become one and live one life အဲ့ဒါတက်တော့ဖန်ဆင်းခြင်းပဲယေရှုခရစ်ဒီပထမဦးဆုံးနမူနာဖြစ်သည်လူသားယေရှုစစ်ထဲမှာဖျားကြွလာပြီးတော့ကြွဝင်လာပြီးတော့လူရဲ့အတွင်းထဲမှာထာဝရအတူနေသွားပြီကဘာကုန်ဒီတီထာဝရအတူနေသွားပြီဖယားနဲ့လူပေါင်းပြီးတော့လူတူတည်းဖြစ်သွားတယ်အသက်နဲ့ပဲရှင်တော့တယ်အသက်နဲ့ပဲရှင်တော့တယ်ယေရှုမှာလူအသက်ရှိတယ်
ယေရှုကဖြောက်မှတ်ခြင်းရှိတယ်ယေရှုကတန်ရှင်းခြင်းရှိတယ်ယေရှုကကောင်းတဲ့ကျင့်စာရိတ္တရှိတယ်ဒါပေမဲ့လူရဲ့အသက်နဲ့ရှင်တာမဟုတ်အေးလူရဲ့အသက်နဲ့ယေရှုရှင်ဒီနေဒီမဟုတ်လူသားစစ်စစ်ယေရှုထဲကနေဖခင်ရဲ့ဖုံးစီထွက်တယ်လူသားစစ်စစ်ထဲမှာဖခင်ဖုံးတကူမရှိလူသားစစ်စစ်ယေရှုထဲမှာဖခင်ဖုံးတကူမရှိဒါမြတ်သူထဲကဖခင်ရဲ့ဖုံးတကူစီထွက်တယ်ဘာကြောင့်လဲဆိုသူ့ထဲမှာဖခင်ကအလုံးလုံးနေတာဒါကြောင့်လို့ဖြစ်တော့ကြောက်တခြားလူတွေကယေရှုလုံနေတယ်လို့ထင်မြင်တဲ့လူကသူခေတ်တော့မှမြင်တဲ့လူကယေရှုလုံနေတယ်လို့ထင်ယေရှု not me အင်္ဂလိပ်လိုပြောတာနော် not me ငါမဟုတ်ဘူးငါလောက်တာမဟုတ်ငါထဲမှာရှိတဲ့ဖခင်ကလုံနေတာအဲ့တော့ခုကျမ်းစာဖတ်တဲ့လူကကျမ်းစာဖတ်တဲ့အခါမှာယေရှုလုံနေသည်လို့မြင်ရင်မှားတယ်ယေရှုကလုံနေလိမ့်မဟုတ်ယေရှုရဲ့အသက်တာမှာဖြစ်နေတွေ့တာခန္ဓာကိုယ်ဆိုတာလူတိုင်းရဲ့တွေ့တာခန္ဓာကိုယ်ထဲမှာဖျားဖုံးရှိဖျားတကူရှိဖျားရဲ့ပညာအတိမရှိတပိမတန်တော့မရှိဘူးလေဒါပေမဲ့လူသားစစ်စစ်ယေရှုထဲကနေစီးထွက်တဲ့ချစ်ချင်းဒီဖခင်ရဲ့ချစ်ချင်းဖြစ်တယ်လူသားစစ်စစ်ယေရှုထဲကနေစီးထွက်တဲ့ဖုံးတကူဒီဖခင်စစ်စစ်ယာနုံပြည့် triune God အင်္ဂလိပ်လိုမှ triune God သူ့ထဲမှာခမည်းတော်တန်ရှင်တော်ဝင်တော်ရှိတယ်အဲ့ဒီtriune God ထဲကနေစီးထွက်တဲ့ဖုံးတကူဖြစ်တယ်ယေရှုလူသားထဲကထွက်တာမဟုတ်အဲ့ဒါတိဖို့ဒါကြောင့်လို့လူဣတာယေရှုလို့ပြောရင်လူကနေမွေးတာလူရဲ့တွေ့တာခန္ဓာကိုယ်ရှိတယ်လူရဲ့တွေ့တာခန္ဓာကိုယ်ထဲမှာဘုရားရဲ့ဖုံးတကူမရှိဘူးဒါပေမဲ့အတစ်တော့ဖန်ဆင်းခြင်းဖခင်ရဲ့စီမံကိန်းအရာဖခင်ရဲ့ဂတိတစ္ဆာရလူဂတိပေးငါဒီလူထဲမှာလားလူနဲ့အတူနေမဲ့ဖခင်လူနဲ့အတူနေတယ်ဆိုတာလူရဲ့ဝိညာဉ်ထဲမှာလာနေတာကိုဆိုလိုတယ်လူရဲ့ဝိညာဉ်စိတ်ထဲမှာခန္ဓာထဲမှာလာနေခြင်းကြောင့်လူရဲ့စိတ်နဲ့ခန္ဓာဒီဖခင်ရဲ့ဗိမာန်တော်ဖြစ်သွားတယ်လူရဲ့စိတ်နဲ့ခန္ဓာဒီဖခင်ရဲ့ဗိမာန်တော်လူရဲ့စိတ်နဲ့ခန္ဓာဒီဖခင်ရဲ့ဗိမာန်တော်ဖြစ်သွားတယ်လူရဲ့စိတ်နဲ့ခန္ဓာဟာဖခင်ရဲ့နေအိမ်ဖြစ်သွားတယ်အဲ့ဒီအတိတ်ပဲကိုပြောတာအဲ့ဒီလို့ဆိုရင်ဖခင်လူလက်နဲ့ဆောက်လုပ်တဲ့ဒီတိုက်အိမ်မှာနေမလားတိုင်မနေမလားမနေဘူးလို့တမန်တော်ကျမ်းထဲမှာပြောပြီးပြီလူလက်နဲ့ဆောက်ရင်ကြောက်စိမ့်နဲ့ဆောက်ပရမညာနဲ့ဆောက်ရွှေစစ်စစ်နဲ့ဆောက်ဖျားမနေဘူးလူလက်နဲ့ဆောက်လို့တဲ့ဆောက်ထဲမှာဖျားမနေဘူးဖျားလူကိုချစ်လွန်ကြည့်လို့သူချစ်တဲ့လူနဲ့အတူနေမယ်သူချစ်တဲ့လူနဲ့ချစ်တဲ့လူနဲ့အတူနေမယ်ဆိုတာကိုနေ့ကပြောပြီးလူဒီနာဝိညာဉ်ဖြစ်သည်ဘုရားသခင်ဒီလည်းနာဝိညာဉ်ဖြစ်တယ်လူရဲ့နာဝိညာဉ်ဟာဘုရားရဲ့နာဝိညာဉ်ကနေလာခြင်းဖြစ်တယ်အထက်ကနေလာခြင်းဖြစ်တယ်ဘုရားရဲ့နာဝိညာဉ်နဲ့လူရဲ့နာဝိညာဉ်ကမျိုးတူမျိုးတူတဲ့အတွက်ကြောင့်ပေါင်းလို့ရတယ်ပေါင်းဖက်လို့ရတယ်လူ
ရဲ့ဝိညာဉ်နဲ့ဘုရားရဲ့ဝိညာဉ်ဟာဆက်တွယ်လို့လည်းရတယ်ဘုရားရဲ့ဖုံးတကူကိုလူရဲ့ဝိညာဉ်ထဲသို့စီးဝင်လာအောင်စီးဝင်လို့ရတယ်စီးဝင်လို့ရတယ်ဘုရားရဲ့ဖုံးတကူလည်းပဲလူရဲ့ဝိညာဉ်ထဲမှာ resource ဆိုရင်ဒီမှာယာယီဒီမှာတင်ထားလို့ရတယ်ဒီလိုဆိုရင် main ကဒီမှာ source အရင်းမြစ်ဒီပုံမှာ source ဒီထဲရောက်တော့ resource ဖြစ်သွားအောင်အဲ့ဒီ resource နေရာကအဲ့ဒီဖျားရဲ့ဖုံးတကူတန်ရှင်းချင်းဖြောင်းမှချင်းရှိချင်းကဒီမှာစုထားတဲ့နေရာတိုးလောင်ထားတဲ့နေရာဖြစ်သွားတယ်တိုးအဲ့ဒီ resource ကနေမှကဘာပေါ်မှာရှိတဲ့လူမျိုးတိုင်းကိုထပ်ဆင့်ဖြန့်ချီရဌာနဖြစ်သွားအောင်ဒီလိုဆိုရင်ကျွန်ုပ်ဒီဖျားရဲ့ကိုယ်စရတော့ဖျားရဲ့ကြွယ်ဝခြင်းကိုဖြန့်ချီတဲ့ကိုယ်စရတော့ဖျားစီကရတဲ့ကြွယ်ဝခြင်းကိုလူမျိုးတကာကိုဖြန့်ချီနေတာလူမျိုးတကာကိုပေးနေတာဖျားဤကြွယ်ဝခြင်းကိုပေးနေခြင်းဖြစ်တယ်ကိုအိတ်ထဲကပေးနေတာမဟုတ်ဘူးကိုပိုင်ထဲကပေးနေတာမဟုတ်ဘူးဖျားပိုင်ကိုပေးနေတာဒီကျေးဇူးတော်ခင်နှစ်2000မှာဖျားသခင်ကအဲ့ဒီလိုကိုယ်စလေတော့ဖျားရဲ့ကြွယ်ဝခြင်းကိုဖြန့်ချီတဲ့တဆင့်ခံ resource အဖြစ်လူကိုပဲဖျားသုံးတယ်လူကိုပဲဖျားသုံးတယ်ကောင်းရင်တမန်ကုန်သုံးကောင်းကင်တမန်ကိုဒီအခွင့်အရေးမပေးဘူးအဲ့တော့ကောင်းကင်မှာဖန်ဆင်းခံဟုတ်တဲ့ဖျားရဲ့နိုင်ငံကိုဖန်ဆင်းခံရတဲ့လောကနိုင်ငံမှာဖျားရဲ့နိုင်ငံကို expand လုပ်တော့မယ်တိုးချဲ့လိုက်တော့မယ်ဒီကွာမြေပေါ်မှာဖျားရဲ့နိုင်ငံတော်လာတည်ထောင်မယ်ဒီကွာမြေပေါ်မှာကောင်းကင်ဘုံမှာပြည့်စုံတယ်လို့ဒီကွာမြေပေါ်မှာပြည့်စုံစေမယ်ကောင်းကင်ဘုံမှာဖျားရည်ရွယ်ချက်ပြည့်စုံတယ်လို့ဒီကွာမြေပေါ်မှာဖျားရည်ရွယ်ချက်ပြည့်စုံစေမယ်ဖြစ်တော်ဒီလောကကိုကြွလာခြင်းဒီအဖဖျားရည်ရွယ်ချက်ကိုလူတွေခံစားရရှိဖို့လာခြင်းဖြစ်တယ်အဖဖျားရဲ့အလုပ်ကိုဒီကဘာမြေပေါ်မှာဖြစ်မြောက်ဖို့ဖြစ်တယ်လူဦးလားလူရဲ့ရည်ရွယ်ချက်ကိုလားလုပ်တာမဟုတ်လူခိုင်းတာလားလုပ်တာမဟုတ်ခိုင်းတာကိုလုပ်ဖို့လားရာနှုံးပြီနော်အဖစကားကို69ရာခိုင်နှုန်းနားထောင်နေတာမဟုတ်ဘူးဒီမှာကြည့်ထို့တူပဲတင်ဒီတဲ့ဖျားစကားကို69ရာခိုင်နှုန်းပဲနားထောင်လို့ဖျားမလို့ခြင်းရာနှုံးပြီနားထောင်တာလို့ခြင်းအခုခရိယာနေရာကြည့်လူစကားနားထောင်တာ90ရာခိုင်နှုန်းဖျားစကားနားထောင်တာ10ရာခိုင်နှုန်းကိုယ်စံတာနဲ့တက်ရှင်တာနောက်ထပ်တပိုင်းကြည့်ဟုတ်မှမဟုတ်တာအဲ့ဒါမျိုးဖျားမလို့ခြင်းဖျားစကားကိုယာနှုံးတရားကြည့်နာခံရလို့ခြင်းလူအလို1ရာခိုင်နှုန်းတော့မလိုက်ရုံနဲ့အဲ့ဒါဖျား
လူချင်းတဲ့အရာဖယားရဲ့ကိုယ်စလေတော်ဖျားတာမျိုးပဲလူချင်းတဲ့ဒီယေရှုခရစ်ပတိယဟောင်းဖြစ်တော့ကောင်းကင်ဘုံနဲ့ရှိတော်မူတော်ဖျားကောင်းကင်ဘုံနဲ့ရှိတော်မူတော်ဖျားဒီကဘာမျိုးပေါ်မှာဖျားနေစရာနေရာမရှိအင်္ဂလိပ်လိုအတူက God is homeless နှစ်လေးထောင်ကြတယ် God is homeless ဖယားကသူချစ်တဲ့လူနဲ့အတူနေစရာအိမ်ဒီကဘာမျိုးပေါ်မှာတဏှာမှမရှိဘူးအဲ့ဒါကြောင့်လို့ဖျားဝမ်းနေတယ်အဲ့တော့ဒီသားကိုစီလွတ်တာဒီကဘာမြေပေါ်မှာဖယားနဲ့လူနဲ့အတူနေတဲ့အိမ်အင်္ဂလိပ်လို home ဆိုတာနေပြောပွဲအိမ်အဆောက်အဦနိုင်ငံလေးပဲအမိုးမိုးလိုက်အိမ်ပဲဒါပေမဲ့ချစ်ချင်းမေတ္တာဒီထဲမှာမရှိဘူးဆယ်ယောက်နေသူတစ်ခါတာတစ်ခါတမီးရတစ်ခါသူ့ဘာသူတော့ခါငါအခန်းထဲနေမဝင်နဲ့ဒီအခန်းထဲငါမဝင်ငါစားချင်တဲ့အချိန်ဝင်စားမယ်ငါထွက်ချင်တဲ့အချိန်ထွက်မယ်နေလည်းနေစားချင်တဲ့အချိန်စားနေလည်းထွက်ချင်ထွက်ကိုခန်းကိုပိုင်နေသူများမပိုင်အဲ့ဒါဟိုတယ်လီအဲ့ဒါ HOME home မှာမဟုတ်တာ home မဟုတ်ဘူး home ဆိုတာအလုံးချစ်ချင်းမေတ္တာနဲ့လည်းပြောတယ်နောက်ပြီးတော့ bonding ခေါ်တယ် BONDING bonding ဆိုတာတယောက်နဲ့တယောက်ဆိုင်နေဆိုတယောက်နဲ့တယောက်ဆိုင်နေသူဒုက္ခရောက်ရင်ကိုရောက်တယ်အတိုင်းပဲသူနာရင်ကိုလည်းနာတယ်သူချွတ်တဲ့ကိုလည်းချွတ်တယ်သူပျော်မှကိုပျော်နိုင်တယ်သူပျော်မှကိုပျော်နိုင်တယ်ငါပျော်မှသူပျော်မဟုတ်ဘူးအဲ့ဒါခုံးလို့ပြောရင်ဖယားရဲ့စိတ်တော်အတ္တစိတ်မဟုတ်ဘူးကိုအတွက်ပျော်ဖို့မဟုတ်ကိုရဖို့မဟုတ်ကိုချမ်းသာဖို့မဟုတ်ကိုတဘောမဟုတ်ဖယားရဲ့စိတ်ကအတ္တမဟုတ်ပမာလို့ဆိုပရအခြားလူတွေအခြားလူကောင်းစားဖို့အခြားလူတိုးတက်ဖို့အခြားလူချမ်းသာဖို့အခြားလူအတွက်ပဲဖျားစဉ်းစားတယ်အဲ့တော့ကျွန်တော်တို့အရောက်တိုင်းမွေးကြရအတ္တနဲ့မွေးလာတဲ့စိတ်နှလုံးကမဟုတ်တာကောင်းဖို့မကောင်းတာအဲ့ဒါကိုကြောက်စိတ်နှလုံးလို့ခေါ်တယ်ဖျားလူရဲ့ကြောက်စိတ်နှလုံးကိုထုတ်လိုက်ပြီအသားနှလုံးပြအတိတ်ကိုပေးတယ်ဘုရားစကားကိုနားထောင်လို့ရတဲ့နှလုံးပြကိုပေးတယ်ဘုရားရဲ့စကားကိုရေးမှတ်လို့ရတဲ့နှလုံးပြအတိတ်ကိုပေးတယ်ဘုရားရဲ့စကားကိုနာခံလိုက်ရှောက်နိုင်တဲ့နှလုံးပြအတိတ်ကိုပေးတယ်ဒီမှာကြည့်ယေရှုဒီပထမဦးဆုံးသောဖန်ဆင်းခြင်းတဲ့လူစစ်တွေ့တာထဲမှာဖယားကိုယ်တိုင်ကင်းဝဲဖယားလို့ပြောရင်နော် Triune God အကုန်ပါပြီ whole total ဖယားတပိုင်းစီနေတာမဟုတ်ဘူးဒီထဲမှာပြီးနေပြီးရင်နှစ်ယောက်မဟုတ်ဘူးယေရှုနဲ့ဖယားနှစ်ယောက်မဟုတ်ဘူးယေရှုနဲ့ဖယား one person ဖြစ်သွားတယ်ဒီ one life ပဲရှိတယ်အဲ့ဒီအတိုင်းအခုဒီမှာရှိတဲ့လူကိုဖယားကယေရှုထဲမှာရှင်ခဲ့ပြီးတော့အလုံးလုံးခဲ့တယ်လို့ပဲအခုကျွန်တော်တို့ထဲမှာလေဖယားကိုယ်တိုင်ကြွလာတယ်ဆိုတာသုံးပါအကုန်ပါပြီလားTriune God ခမီးတော်လည်းပါတယ်တန်ရှင်တော်ဝင်တော်ပါတယ်ယေရှုခရစ်လည်းပါတယ်အဲ့ဒီထဲမှာနေတဲ့အခါမှာနှစ်ဦးမဟုတ်ဘူး
လူတတ်တဖျားတတ်တမဟုတ်ဘူးလူတတ်တဖျားတတ်တမဟုတ်ဘူး union join together become one person become one person live one life ဖျားနဲ့လူပေါင်းပြီးတော့တူဒီဖြစ်ပါတယ်အသက်ပဲရှင်ရည်မှန်းချက်တစ်ခုပဲရှိဖျားရဲ့ရည်ရွယ်ချက်ဒီကမ္ဘာမြေပေါ်မှာဖြစ်လာဖို့ဖျားရဲ့နိုင်ငံတော်ဒီကမ္ဘာပေါ်မှာတည်ထောင်ဖို့ဖျားရဲ့နိုင်ငံတော်ကျယ်ပြန့်လေဖျားရဲ့ရန်သူနေရာပြောက်ပြီဖျားရဲ့လုံလုံနီးဟာ displeasing အစာထိုးခြင်းဖြင့်အဲ့တော့ watchman နီးသူကအဲ့ဒီအကြောင်းတင်ခြင်းရှိမှစပွဲရှိဟန်ကွက်ရှိတယ်ရေရှိတယ်တဲရှိတယ်ကြောက်ခဲရှိတယ်ဒီဖန်ကွက်ထဲမှာမကြည့်ဒီဖန်ကွက်ထဲမှာဘာရှိတယ်လေဒီထဲမှာဘာရှိတယ်ရှိတယ်လေရှိတယ်ဒီဖန်ကွက်ထဲမှာဘာရှိတယ်အဲ့ဒီလေကိုဒီလိုတွင်ထွက်မလားမထွက်ဘူးဒီလိုဆိုရင်လေကိုဖယ်တဲ့နည်းရှိတယ်ဖယားသခင်ပဲလို့ဖယ်တယ်ဆိုတော့နှုတ်ပတ်တော်ကြီးထဲလိုက်ရင်လေထွက်လာလူတွေထဲမှာလေကြီးပဲလေပူပေါင်းနေဟုတ်လားအဲ့ဒီလေထဲမှာနှုတ်ပတ်တော်ကြီးထဲလိုက်တော့လေထွက်သွားဒီဖယားအလုံးလုံးနီးရဒီနီးနဲ့လုံးနီးဒီနင်းနဲ့ထောင်စလုံးမှာသဘောပေါက်လားဒီရေကိုဘယ်လိုထုတ်မလဲဆိုကဲလုံးကြောက်စတဲ့ကဲတလုံးထဲလိုက်တော့ရေရထွက်သွားဟုတ်ပြီလားဖယားလူလုံးနီးရဘယ်လိုလုပ်တယ် displeasing အစာထိုးခြင်းအပြင်ဖယားအလုပ်ပဲလို့လုပ်တယ်ဖယားအလုပ်ပဲလို့လုပ်တယ်ဒီနှစ်ထောင်လုံးမှာဒီနည်းကိုသုံးနေတာအဲ့ဒါဖန်ဆင်းခြင်းတဲ့အဲ့ဒီဖန်ဆင်းခြင်းအတိတ်ကိုလက်ခံပြီးတဲ့အခါကျတော့အဟောင်းကြီးဟာနေရာမရှိတော့အဟောင်းတွေကတဖြည်းဖြည်းညှိုးငယ်တဖြည်းဖြည်းတေးသွားတယ်အဲ့တော့ဖန်ဆင်းခြင်းအတိတ်ကရှင်းသွားတယ်ဟုတ်ပြီနော်သူကတခါတည်းနဲ့တရက်တည်းနဲ့တမိနစ်တည်းနဲ့လောက်တာလားမဟုတ်ဘူးအဲ့တော့ခရိယန်ကြီးမှားတာငါယုံရင်ဖြစ်တယ်ယုံကြည်ပါလားဘယ်လိုလုပ်ဖြစ်လဲ10နှစ်ယုံနှစ်တရားကြာယုံမဖြစ်ဘူးနေယုံလို့မဖြစ်တော့ဘုရားလာလုပ်ပြရတာဗောနေယုံလို့ဖြစ်ရင်ဘုရားလာဆရာလူသေးဘူးမလားအဲ့ဒါတိဖို့လိုတယ်ဒီမှာကြည့်ယေလူဤတာယေရှုလို့ပြောရင်လူခန္ဓာကိုယ်နဲ့နေတယ်လူတဲ့နဲ့ရှင်နဲ့လူရဲ့အသက်ဆိုတာတည်လို့ရတဲ့အသက်လူရဲ့အသက်ဆိုတာတည်လို့ရတဲ့အသက်လူရဲ့အသက်ဟာကောင်းကင်တမန်ထက်နေစာရှိမှပြောတယ်လူကိုကောင်းကင်တမန်ထက်နေအောင်ဖန်ဆင်းထားတယ်ဆိုတာဖန်ဆင်းခံရတယ်ဆိုတာအဲ့ဒါလူဤသားယေရှုကိုပြောတာအေဒင်ဥယျာဉ်ထဲမှာရှိတဲ့လူတော့ကောင်းကင်တမန်ထက်မြင့်အောင်ဖန်ဆင်းထားတယ်အဲ့ဒါလူစစ်အာဒံကိုပြောတာ
ဒါပေမဲ့အဲ့ဒီအာတန်ကြဆုံးသွားတဲ့ခါကျတော့သူကကောင်းကင်တမန်ထဲနေလို့မကောင်းနတ်ဆိုးထဲတော့ပူနေမှာအဲ့တော့ယေရှုလူလာတဲ့ခါကျတော့အပြစ်သားဖြစ်တဲ့ကျွန်တော်တို့ ਨੇ တန်တူလာဖြစ်တာဆိုတော့အနှိမ့်ဆုံးလာဖြစ်တာပေါ့သူကအမြင့်ဆုံးဖျားနေအနှိမ့်ဆုံးလူလာဖြစ်တော့နတ်ဆိုးထက်လည်းအောက်ရောက်သွားတယ်ကောင်းကင်တမန်ထက်လည်းအောက်ရောက်သွားတယ်အေရင်ဥယျာဉ်ထဲမှာရှိတဲ့လူအာတန်ထက်လည်းနှိမ့်သွားတယ်ယေရှုကအဲ့ဒီလူဤသားယေရှုကလူအသက်နဲ့ရှင်လျက်သားနဲ့လူရဲ့တခက်ချင်းခါရဲလူရဲ့နှင်ချင်းခါရဲလူရဲ့ထင်လွဲချင်းခါရဲလူရဲ့စန့်ချင်းခါရဲနတ်ဆိုးရဲ့တွေးဆောင်ချင်းခါရဲ33နှစ်ခွဲလုံးအမျိုးစုံခံရတယ်နှင်ခါရတယ်ထင်လွဲခံရတယ်ပယ်ခံရတယ်ဒါပေမဲ့မရှုံးနတ်ဆိုးမှာတကိုးရှိတယ်နတ်ဆိုးကလူကိုမြင်ရတယ်လူကနတ်ဆိုးကိုမမြင်ရဘူးလေတပန်းရှုံးတာပေါ့နတ်ဆိုးကလူကိုမြင်ရတယ်လေနတ်ဆိုးကတကိုးရှိတယ်လူကတကိုးမရှိဘူးဒါပေမဲ့အဲ့ဒီလူဤတန်ယေရှုကတကိုးရှိတဲ့နတ်ဆိုးကိုနိုင်သွားတယ်နိုင်သွားတဲ့အခါမှာတေခြင်းကယေရှုခရစ်ပြန်ရှင်တဲ့နေ့မှာနတ်ဆိုးရဲ့လက်ထဲကတော့လူလိုက်အဲ့ဒါအာဒမ်စီကလူသွားတယ်အာဒမ်ဆိုတဲ့လူဒီဤလောကကြီးမြင်ဤလောကကြီးရှင်တခင်ဤလောကကြီးဖျားဖျားတခင်ရဲ့ကိုယ်စလေတော့ဖျားကိုစားအုတ်ချုပ်ရည်မှုချုပ်ဖြစ်တယ်ဖျားကိုစားဗန္ဒာဆိုးဖြစ်တယ်ဖျားရဲ့ဗန္ဒာကိုဖျားပေးခိုင်းတဲ့လူကိုပေးပိုင်ခွင့်ရှိတော်သူဖြစ်တယ်ကိုယ့်ရဲ့အဖကပေးပိုင်ရှင်ကောင်းကြီးပေးရတဲ့အရှင်ဘုရားခန့်တဲ့ကိုယ်စလေလေပေးပိုင်ရှင်ကောင်းကြီးပေးတဲ့ရှင်ဘုရားခန့်တဲ့ကိုယ်စလေဒီကိုအဖတိုင်းပဲပေးပိုင်ရှင်ကောင်းကြီးပေးတဲ့ရှင်ကိုထဲရပေးတာမဟုတ်ဘူးဘုရားထဲကနေပေးနေအဲ့ဒီလိုခံယူမှမှန်တယ်ငါကဖျားကိုဘယ်လောက်လှူလိုက်ငါကဖျားအတွက်ဘယ်လောက်လုပ်တယ်ငါကဖျားအတွက်ဘယ်လောက်ချင်ပေးရငါကဖျားအတွက်ဘယ်လောက်ပင်ပန်းခံမာတော့တတိခံနေတယ်အဲ့ဒါကြွားတာအဲ့ဒါဖျားလည်းမခံဘူးဖျားလူရဲ့ဥယျာဉ်မလို့ချင်ဘူးဖျားကလူရဲ့ဥယျာဉ်မလို့အပ်ဘူး self-existent self-sufficient မိမိဖတ်တာပြည့်စုံပြီလားမိမိဖတ်တာလုံလောက်ကုန်လုံးကျွယ်ဝပြည်တာကျွယ်ဝလွန်အားကြီးလို့သူကပေးချင်နေတာဖျားမှရှိတဲ့ကျွယ်ဝခြင်းဘယ်လောက်ပေးမလျော့နိုင်ဘူးမကုန်နိုင်ဘူးအဲ့ဒီဖျားဖြစ်တယ်ကဲဒီမှာကြည့် minus ဒီဘက်က plus အဲ့ဒီဟာလည်းအရေးကြီးတယ်ဒီကားတိုင်းမှာတပြိုင်တည်းဒီနှစ်ခုကိုဖျားလို့ဖျားကတပြိုင်တည်းလို့တင်းစီကကြိမ်ချင်းအမင်္ဂလာအကျွေးပြစ်ဒဏ်မကောင်းတာအားလုံးကိုဖျားကယူသွားတယ်ဟုတ်ပြီလားဒီတပိုင်းပဲယုံရင်ကြံပြီတော့ဒီတပိုင်းပဲယုံရင်တပိုင်းပဲမှန်ရင်ကိုယ်ပိုင်းမှားတယ်တပိုင်းပဲမှန်ရင်ကိုယ်ပိုင်းမှားတယ်
ဒီမှာကိုယ်စီကကျင့်ချင်းအမင်္ဂလာယူလိုက်ပြီးတာနဲ့ဖယားရဲ့ကြွယ်ဝခြင်းကိုပါပေးလိုက်တယ်ဖယားကမိမိကိုယ်ကိုပါပေးလိုက်တာမိမိမှာရှိသမျှကိုပေးလိုက်ပြီအေးပေးလိုက်တာအကောင်းပေးလိုက်တာအကောင်းကိုစီရယူရတာအမင်္ဂလာသူပေးလိုက်တာကမင်္ဂလာတွေအေးအဲ့ဒီလိုမြင်အောင်ကြည့်အဲ့တော့ဒီကားတိုင်းမှာတင်ချတင်ကီတာနဲ့မှတ်အစအမြောက်တပြိုင်တည်းဖြစ်တာအစဆိုတာ separation အစဆိုတာ separation ဘုရားသခင်ကရွေးပြီးတော့တီးတီးတန်တန်ဖယ်ထားလိုက်ကိုယ့်ကိုတီးတီးတန်တန်ဖယ်ထားခြင်းရဲ့အကြောင်းရင်းရှိအာဗျဟံအလွန်ချစ်တယ်အလွန်အားကိုးရတယ်အလွန်စိတ်ချရတယ်သူတယောက်ရှိတယ်မခိုးတတ်ဘူးမလိမ့်တတ်ဘူးအလွန်ဖြောက်မှတ်တယ်သူတယောက်လောတာခေါ်အဲ့တော့အာဗျဟံတို့အဖိုးကြီးဖွားရတာသမီးမှမရှိတာသူတို့ရဲ့စီးစိမ်ဥစ္စာဘယ်သူပေးမလဲတာသမီးကိုမရှိတာအဲ့တော့ तू ကလူလူမဲမဲဒီဖြောက်မှတ်တဲ့လောတာကိုသူလေးကို तू ခေါ်တာအဲ့တော့သူ့မှာရှိတဲ့မြတ်ကိုအဲ့ဒီသူကိုပေးဖို့ तू ကကြံစီထားတယ်သူ့ရဲ့ကြံစီနော်ဘာဖြစ်လို့လဲဆိုဒီသူကမခိုးတတ်ဘူးလောဘမကြီးဘူးမလိမ်တတ်ဘူးဖြောက်မှတ်တော့သူဖြစ်တဲ့ကဘာပေါ်မှာသူ့လောက်ဖြတ်မှတ်တယ်လို့မရှိဘူးဖယားကိုယ်တိုင်ကသူဖြောက်မှတ်တယ်လို့ပြောတာသူ့ကိုသူပြောတာမဟုတ်ဘူးငါဖြောက်မှတ်တယ်လို့လောတာပြောတာမဟုတ်ဘူးလူကလည်းပြောတာမဟုတ်ဘူးဖယားကပြောတယ်လောတာကဖြောက်မှတ်တယ်အာပြန်ကြွားတာမဟုတ်ဘူးဒါပေမဲ့ဖယားကပေးချင်တာအာပြန်ဟန်ကိုပေးချင်အဲ့တော့တနေ့ကျရင်ဘုရားသခင်လောတာကိုဖယ်လိုက်အာပြောင်းတီးတန်တန်ဖယ်ထားလိုက်အာပြောင်းကိုတီးတန်တန်ဖယ်ပြီးမှဘုရားကအာပြောင်းလာပြောတယ်တင်းကိုကောင်းချစ်ပြီးကဘာကြီးကြီးစွန်းတိုင်အောင်မော့ကြည့်လိုက်စမ်းနင်းတမြမီအားလုံးနေဥစားလောတာဖတ်သွားပြီးမှပြောတာမင်းကငါသားစင်မြေဆက်ကောင်းချီးပေးမယ်လောတာဖတ်သွားပြီးမှပြောတဲ့စကားအဲ့ဒါပါလေစံစာထဲမှာနမူနာလေးရှိတယ် separation multiplication separation မရှိ multiplication မရှိ negative ကိုဖယ်ထုတ်ခြင်းမရှိရင် positive ဖြစ်တယ်ဘယ်လောက်ယုံလို့ဖြစ်တာမဟုတ်ဘူးဘယ်လောက်ဆူတောင်းလို့ဖြစ်တာမဟုတ်ဘူးဖယားသခင်လောက်တာကြည့်တောက်ကိုနှုတ်ပြီးမှဒီဘက်ကဟာထက်ဒီမှာကြည့်အရင်ကတဘိုးမှုတန်ကပြပြီအရင်ခေတ်ကလူတွေဆူတောင်းတာလက်ဝါးဖြန့်အဲ့ဒီလက်ဝါးတောင်မှကောင်းကင်ကိုဖြန့်လက်ဝါးဖြန့်တဲ့အတိပ္ပယ်က I am empty လက်ဝါးဖြန့်တဲ့အတိပ္ပယ်က I am empty I'm ready to receive whatever you give ဒါတခင်ကိုရောပါပြီးကျွန်တော်လက်ခံပေးတယ်ကောင်းတဲ့ဖျားစီကကောင်းတာပဲရမယ်ဆိုတာစိတ်ချပြီးတာဒါကြောင့်မလို့ဒီလက်ကိုကြည့်ပါဘာရှိတယ်ဘာရှိတယ်အခုခေတ်လူတွေကလေဝါလဲကင်ထားဒီဟာလဲကင်ထားဒီမှာပဲဆူတောင်းတယ်ဖျားကပေးပါအောင်ဖျားတကယ်ပေးရင်တော့သူပဲလက်နဲ့ကင်ဟုတ်လားသူပိုင်တာတွေကတခုမှသူကဘသူ့ကိုမှပေးမှာမဟုတ်လက်ကကိုမလွတ်ပြီးတော့မှဖျားသခင်ပေးပါဦးကျွန်တော်ကောင်းချီးပေးပါဦးပြီးတော့ဆူတောင်းနေတယ်ကြည်
စာရှောင်လဲဆူတောင်းလိုက်သေးတယ်ဒါပေမဲ့လက်ထဲမှာဘာဖြစ်လဲအပြည့်နဲ့ညီနေတယ်အဲ့တော့ဖျားပေးလို့ရလားမရဒါကြောင့်မလို့ဖျားပြောတယ်နင်းလက်ထဲဟာဒီအရင်လွတ်လိုက်လက်ထဲအရင်လွတ်လိုက်တဲ့ခါကျတော့ဒါဘာဖြစ်သွားပြီလဲဘာမှမရှိတော့အဲ့ဒီကျွန်တော်ဘာမှမရှိတော့ဘူးလောကအရာကျွန်တော်ဆွဲလန်းခြင်းမရှိဘူးကိုတော့ပြီးတာပဲကျွန်တော်လက်ခံဖို့အစဉ်တည်းရှိပါတယ်ကိုခိကလူတွေဖျားကိုဆူတောင်းရင်လက်ဖြန့်ပြီးတော့ဆူတောင်းဒီလိုမဟုတ်ဒီလိုမဟုတ်ဒီလိုလေအတိတ်ပဲရှိဒီမှာအဲ့တော့လူဤတာယေရှုထဲမှာလူစစ်စစ်ရနုံကြီးထဲမှာဖျားစစ်စစ်ရနုံရောက်လာဝင်နေတာအဲ့ဒါဖန်ဆင်းခြင်းတစ်ဖျားရဲ့ရွယ်ချက်အတစ်ဖျားရဲ့အလုံးလုံးမီးအတစ်အဲ့တော့ဖျားပဲလို့လုပ်တယ်လေဆိုအင်္ဂလိပ်လိုကhidden ဘုရားပုံနေသည်လူထဲမှာလာပြီးတော့ဘုရားပုံနေတယ်ပုံပြီးတော့မှဘုရားကဒီလူထဲကနေအလုပ်လုပ်တာ3 နှစ်ခွဲတီတီဘုရားအလုပ်လုပ်ကြအဲ့ဒီလူစစ်စစ်ထဲကနေဘုရားပုံပြီးအလုပ်လုပ်ခဲ့တဲ့အတိုင်းသူဖြစ်ခဲ့တဲ့အတိုင်းကိုယ့်ကိုယ်လည်းသူ့လိုပဲဒီလောကမှာဖြစ်စီတယ်ဆိုဖြစ်ခဲ့တဲ့အတိုင်းကိုယ့်ကိုယ်လည်းသူ့လိုပဲဒီလောကမှာဖြစ်စီတယ်လူသားယေရှုထဲမှာဖြစ်ခဲ့တဲ့အတိုင်းကိုယ့်ကိုယ်လည်းဒီလောကမှာဖြစ်စီတယ်လူသားယေရှုအသက်တာမှာဘုရားရဲ့ဖုန်တကူစီးထွက်ခဲ့တဲ့အတိုင်းကိုယ်ကိုယ်လည်းဒီလောကမှာဖြစ်စေတယ်လူသားယေရှုထဲမှာဘုရားရဲ့ပါရမီစီးထွက်ခဲ့တဲ့အတိုင်းကိုယ်ထဲမှာလည်းယေရှုဖြစ်နေတဲ့အတိုင်းကိုယ်ကိုယ်လည်းဘုရားခင်ကဖြစ်စေပေးနေသည်အဲ့ဒါဘောတူယုံကြည်ခြင်းကိုခေါ်တယ်ဆူတောင်းရမယ်ကျင့်ရမယ်ရွတ်ရမယ်ဝန်ခံရမယ်အဲ့ဒါလုံနေပြီအေးယုံရမယ်ဆူတောင်းရမယ်ရွတ်ရမယ်ဝန်ခံရမယ်အဲ့ဒါပါလေလုံနေသည်လူဘလောက်လို့မဖြစ်ဘူးလူဘလောက်လုံးမဖြစ်ဘူးလူကဘလောက်ကျင့်မဖြစ်ဘူးလူကဘလောက်ကြိုးစားမဖြစ်ဘူးလူကဘလောက်တောင်းမဖြစ်ဘူးဘုရားလုပ်ရင်ဖြစ်တယ်အာမင်ဘုရားကဂတိပေးတယ်တင်းငါဒီတင်းနဲ့တူရှိမယ်တင်းကိုမဆုံးတင်းကိုမပြတ်တင်းနဲ့တူကဘာကုန်ဒီအထီးတင်းနဲ့တူရှိမယ်တင်းထဲမှာအဖရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့လာခြင်းဖြစ်ဘုရားရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့လာခြင်းဖြစ်တယ်ဒီဘုရားပြည့်စုံတဲ့ဘုရားဒီဘုရားကြွယ်ဝတဲ့ဘုရားကောင်းကင်အဖရဲ့စုံလင်ခြင်းအတိုင်းစုံလင်နေဆိုတာ perfectစုံလင်နေဆိုတာ perfect အဖရဲ့စုံလင်ခြင်းတိုင်းတင့်ကိုစုံလင်စေနေသည်
perfecting အဲ့ perfecting လို့အဲ့တော့လူဤသားယေရှုက33နှစ်ခွဲရှင်ပြီးတော့လူပူစားတည်ပြီးတော့ငရဲထဲမှာ3ရက်နေပြီးတော့ကြာခံပြီးတော့မှတည်ခြင်းကပြန်ရှင်တဲ့အခါမှာအဲ့ဒီလူဤသားယေရှုကိုအမြင့်ဆုံးသောပလင်ပေါ်မှာချီးမြှောက်လိုက်တယ်ကောင်းကင်ဘုံ၌၎င်းယေရှုဘုံ၌၎င်းရှိသမျှအာဏာတကူကိုချီးမြှင့်လိုက်တယ်ယေရှုခရစ်ချီးမြှင့်ခံရသလိုယေရှုနဲ့တရက်တီယေရှုရဲ့အဖနဲ့ဝေဖွာခြင်းခံရတဲ့ယေရှုရဲ့ညီတော်တဲ့လူတွေကိုတွဲဖက်အမွေခံတွဲဖက်အမွေခံအဖြစ်အဖဖြစ်ပလင်နံပါတ်2ပလင်မှာချီးမြှောက်တယ်ချီးမြှောက်ပြီးပြီလားချီးမြှောက်ပြီးပြီလားဘယ်တော့မှလဲ80 30ယုံပြီးမှလွတ်ပေးတာလားဟုတ်ယုံပြီးမှလွတ်ပေးတာလားယုံမှဖြစ်တယ်လို့ပြောရင်ဆူတောင်းပြီးမှဖြစ်သွားတာလားဆူတောင်းပြီးမှရတာလားဆူတောင်းမှရတယ်လို့ပြောရင်အကျင့်ကောင်းလို့ပေးတာလားပညာကျင့်လို့ပေးတာလားငါကျင့်လို့ရတာလားမဟုတ်တခုမှမဟုတ်ဖယားဒီနေရာမှာယာထားပြီးဖယားရွယ်ချက်ပြောပြအဲ့ဒီရွယ်ချက်ပြည့်စုံမှုအတွက်ဖယားရဲ့သားတော်ကိုစေလွှတ်ပြီးတော့ဒီကဘာပေါ်မှာယခုတင်အသက်ရှင်စဉ်အတွင်းဆိုဒီကဘာပေါ်မှာဘုရားရဲ့ရွယ်ချက်ကိုပြည့်စုံစေနေသည်ဖြစ်စေနေသည်ဘုရားကိုယ်တိုင်ဘုရားရဲ့ရွယ်ချက်ကိုဘုရားရဲ့အလုပ်ကိုဘုရားကိုယ်တိုင်လုပ်နေဒါဒီအောက်မှာဒီပေါ်မှာကျတော့ဒီပလင်ပေါ်မှာထိုင်နေတာလူဤသားလို့ယေရှုကိုခေါ်ရင်လူကနေမွေးတာလူရဲ့ကိုယ်ခန္ဓာအယိုးအသားခန္ဓာရှိတယ်လူဤအတ္တနဲ့ရှင်နေတယ်ကဘာပေါ်မှာရှိတဲ့လူဤကိုယ်စားရှင်နေခြင်းဖြစ်တယ်ဒီလူရဲ့တာဝန်ဒီလူတွေအတွက်ဖယားကိုတောင်းပန်ဆရာရှိရင်လူတွေကဖယားကိုတောင်းပန်ဆရာရှိရင်လူဤသားယေရှုကလူအတွက်တောင်းပန်ခြင်းဖြစ်တယ်နတ်ဆိုးကဖျားရှိမှလားဆွဆွဲရင်ဒီလူတွေကိုဆွဆွဲရင်ဒီလူတွေရဲ့ရှေ့နီလိုက်ပြီးတော်ယေရှုသည်လူဤသားဖြစ်တယ်လူအသက်နဲ့ရှင်နေတယ်လူကိုယ်စားရှေ့နေလိုက်ပြီးနေခြင်းဖြစ်တယ်လူအတွက်ဂျာဝင်ဆူတောင်းပေးနေခြင်းဖြစ်တယ်ဖယားနဲ့လူကြားထဲမှာနေတဲ့ယေရှုသည်ဖ
ရားရဲ့ရှိတော်မှာနေတဲ့ယေရှုသည်လူစစ်စစ်ရာနှုံးပြည့်လူအသက်နဲ့ရှင်နေတာလူရဲ့ခန္ဓာကိုယ်နဲ့ဘုရားရှိကိုဝင်နေခြင်းဖြစ်တဲ့ကဘာမြေပေါ်မှာရှိတဲ့လူတွေကိုကိုးစားပြုတယ်အဖဖျားကလူဣတာယေရှုကိုလူခန္ဓာကိုယ်နဲ့လက်ခံနေခြင်းသည်ယေရှုရဲ့ရှောက်လဲချက်ကိုလက်ခံနေခြင်းသည်ကဘာပြည်မြေပေါ်မှာသူကိုးစားပြုတဲ့လူကိုကောင်းကင်ဘုံတပြတ်ထကရုဏာပလင်ရင်အဖဖျားရှိတော်မှောင်း၌လူတွေကိုလက်ခံတာဖြစ်တယ်ယေရှုကိုးစားပြုတဲ့လူကိုလက်ခံတာဖြစ်တယ်ယေရှုကိုးစားပြုတဲ့လူကိုလက်ခံရာရောက်တယ်ကျွန်တော်တို့ကကိုယ်ခန္ဓာနဲ့ဒီကွာမျိုးပေါ်မှာနေနေကိုယ်ကိုယ်စားပြုတဲ့ယေရှုကလူအနေနဲ့အဖဖျားရှိကိုယ်ကိုယ်စားဝင်နေတဲ့အခါမှာအဖဖျားသူ့လက်ခံတဲ့ယေရှုကိုလက်ခံခြင်းဒီယေရှုကိုယ်စားပြုတဲ့လူကိုလက်ခံရရောက်တယ်အဲ့ဒါ legally တရားဥပဒေနဲ့ညီတာအဲ့တော့ကိုယ်ကိုယ်စားဖျားရှိဝင်လာဟာဖျားမဟုတ်ဘူးလူစစ်စစ်ရာနှုံးပြီးလူစစ်စစ်ရာနှုံးပြီးလူဣတာယေရှုကိုလက်ခံခြင်းဒီလူစစ်စစ်ရာနှုံးပြီးဖြစ်တဲ့ကိုယ်ကိုလက်ခံရရောက်သည်အခုယေရှုကိုလက်ခံနေခြင်းဒီယခုကိုယ်ကိုဟိုမှာလက်ခံနေတာတေပြီးမှလူတယောက်ကောင်းကင်ဘုံရောက်ဝင်လို့ယုံရင်မယုံကြည်ဘူးဖြစ်လူတေပြီးမှကောင်းကင်ဘုံရောက်မယ်လို့ယုံရင်မယုံကြည်ဘူးဖြစ်ဖယားကပြောပြီးပြီယေရှုကိုကြည့်ရင်ကိုယ်ကိုမြင်တယ်ဘယ်မှာမြင်လဲဆိုသူရှိမှောက်မှာမြင်တယ်အဲ့တော့ဖယားကကိုယ်ကိုမြင်ပြီးတော့လက်ခံတယ်ကောင်းကင်ဘုံတတိယထကရုဏာပလင်ရင်ဖယားရှိမှောက်မှာကိုယ်ကိုလက်ခံထားတယ်ယေရှုလူသားယေရှုကိုအဖဖျားလက်ခံခြင်းဒီကိုယ်ကိုကိုးစားပြုတဲ့ယေရှုကိုလက်ခံခြင်းဒီသူကိုးစားပြုတဲ့လူကိုလက်ခံခြင်းဖြစ်လက်ခံရရောက်တော့အဲ့တော့လူဣတာယေရှုလို့ပြောရင်ကိုယ်ပေါ်မှာဒီလုပ်တဲ့အလုပ်ကြီးလူဤအလုပ်ကိုလုပ်အာမင်ဘုရားလုပ်နေတာဟုတ်ကိုယ်ပေါ်မှာနေပြီးတော့အလုပ်လုပ်နေတာဒီလုပ်ရှိနေintercessor လူအနေနဲ့လုပ်တာယေရှုอ่ะယေဘရဟိမင်းလူအနေနဲ့လုပ်တာလူရဲ့ခန္ဓာကိုယ်နဲ့နေပြီးတော့လုပ်နေတာယေရှုอ่ะလူရဲ့ကိုယ်စားလူရဲ့အလုပ်ကိုလုပ်ပေးနေခြင်းဖြစ်တယ်တကယ်ဆိုရင်ကိုယ်တိုင်တွားတောင်းပါမှာကိုယ်တိုင်တွားတောင်းပါမှာဖျားရှိမှာဒါပေမဲ့ကိုယ်စားတွားတောင်းပါပေးနေတာအကြောင်းလို့ဒီပြည့်ထဲမှာယေရှုဒီကျွန်ုပ်တို့ရဲ့ရှေ့ပြေးယေရှုဒီကျွန်ုပ်တို့ရဲ့ရှေ့ပြေးကျွန်တော်တို့တွားရမယ့်နေရာကိုကျွန်တော်တို့ကိုးစားသွားကျွန်တော်တို့တောင်းပါမယ့်စကားကို
လူဣတာယေရှုကကျွန်ုပ်ကိုစားတောင်းမှပေးနေတာကျွန်တော်တောင်းမှရမယ်ဘုရားကိုတောင်းမှရမယ်စကားကိုလူဣတာယေရှုကကျွန်ုပ်ကိုစားတောင်းမှပေးနေတယ်ဟိုမှာတောင်းမှနေတဲ့လူဣတာယေရှုကြီးလူစစ်စီရံလို့ဒီလူအသက်နဲ့ရှင်လူရဲ့ခန္ဓာကိုယ်နဲ့နေနေတယ်မြင်နေရတယ်မကြည့်ကိုယ့်ကိုစားပြတာဟိုမှာဒီလိုဆိုရင်ပြန်မှတ်ဒီဘက်မှာတော့ယေရှုခရစ်ဆိုတာလူတူတဲ့ဟုတ်ပြီလားလူစစ်ထဲမှာဖျားနေတယ်ဟုတ်လားဒီဘက်တည်းရောက်ဒီချင်းကပြန်ရှင်တဲ့အခါယေရှုခရစ်ဒီအသက်ရှင်စေသောဝိညာဉ်ဖြစ်သွားတယ်ဒီကောစငါလေးစငါဒီချင်းကပြန်ရှင်တဲ့ယေရှုခရစ်ဒီအသက်ရှင်စေသောဝိညာဉ်ဖြစ်သွားတယ်အသက်ရှင်စေသောဝိညာဉ်ဖြစ်သွားတယ်ဒီပလင်ပေါ်ရောက်တဲ့အခါမှာဖန်ဆင်းခံမဟုတ်တဲ့နိုင်ငံမှာရောဖန်ဆင်းခံရတဲ့နိုင်ငံမှာရောနှစ်နိုင်ငံရဲ့ဖျားဖြစ်သွားတယ်နှစ်နိုင်ငံရဲ့ဘုရင်ဖြစ်သွားတယ်နှစ်နိုင်ငံမှာတပြိုင်တည်းလုပ်တယ်နှစ်နိုင်ငံမှာဘယ်လိုလုပ်တပြိုင်တည်းလုပ်လို့ရနှစ်ခုခွဲထားတယ်ဒီချင်းကပြန်ရှင်တဲ့ခရစ်တော်ဒီဝိညာဉ်နိုင်ငံနဲ့ယုံနိုင်ငံဘုရားတည်းရဲ့နိုင်ငံနဲ့လူဤနိုင်ငံမှာနှစ်ခုခွဲပြီးတော့တပြိုင်တည်းနှစ်နေရာမှာလူအတွက်လုံနေသည်လူတကူဒီအတွက်ကိုနှစ်နေရာမှာအလုံးလုံးနေလူတူဒီအတွက်ကိုနှစ်နေရာမှာအလုံးလုံးနေတယ်နှစ်နိုင်ငံမှာအလုံးလုံးနေတယ်နှစ်ခုခွဲနေပြီနှစ်ခုခွဲထားတဲ့အခါကျတော့ဘွဲ့မတူဒီလောကကိုလာတဲ့ဘွဲ့က Son of God ဘုရားခင်တာဘုရားရဲ့သားဆိုတာဘုရားပဲဘုရားအသက်နဲ့ရှင်နေတာဘုရားရဲ့အလုပ်ကိုလုပ်နေတာဟိုပေါ်မှာနေတာလူဤသားဆိုတာလူကနေမွေးတာလူအသက်နဲ့ရှင်နေတယ်လူရဲ့ကိုယ်ခန္ဓာနဲ့နေနေတယ်လူဤသားဆိုတာလူအတွက်အလုံးလုံးနေတာလူလောက်ရမယ်အလုပ်ကိုလူဤကိုစားလုပ်ပေးနေခြင်းဖြစ်တယ်ဒီဘွဲ့ကတက်လာစင်းလာရောလိုက်နှောလိုက်မရှိဘူးရောသွားတယ်လို့ထင်တဲ့လူမှားတယ်ဒီကိုစင်းလာကြရလုံခဲ့တဲ့နှစ်ထောင်စင်းလာကြရဖရားရဲ့သားလို့ပြောပြီးတော့ဒီထဲမှာနေတိုင်းမိနစ်တိုင်းအချိန်တိုင်းအရာတိုင်းဖရားအနေနဲ့အလုံးလုံးတာဖရားရဲ့အသက်နဲ့အလုံးလုံးတာဖရားရဲ့အည်ချင်းနဲ့အလုံးလုံးနေတာလူဤဝိညာဉ်စိတ်ခန္ဓာထဲကနေတဆင်းဒီကဘာမြေပေါ်မှာဖရားရဲ့နိုင်ငံတော်ကိုခရစ်တော်ကိုယ်တိုင်တည်ထောင်နေတယ်အဖဖရားရဲ့အိမ်တော်ကိုခရစ်တော်ကိုယ်တိုင်တည်ထောင်နေတာဒါပေမဲ့လူကိုရှယ်ရပြီး
ဖရာရဲ့ရည်ရွယ်ချက်ပြည့်စုံလို့လူကိုရှေ့ရပါဝင်ခွင့်ပေးတယ်။ဘာကြောင့်လဲဆိုတော့လူကိုရစီခြင်းဝါကြည့်လို့ရှေ့ရပါဝင်ခွင့်ပေးတယ်။အဲ့တော့တင်းရဲ့ဝိညာဉ်တင်းရဲ့စိတ်တင်းရဲ့ကိုယ်ခန္ဓာနဲ့ရှေ့ရပါဝင်ခွင့်ရှိတယ်တင်းရဲ့ချိန်တင်းရဲ့စွမ်းတင်းရဲ့ဗန္ဒာနဲ့အဖဖျားရဲ့ရွယ်ချက်အတွက်ရှေ့ရပါဝင်ခွင့်ရှိတင်ကရှေ့ရပါရင်ဖျားကသူ့မှာရှိတဲ့စီးစိမ်ကြွယ်ဝခြင်းကိုရှေ့ရပေးမယ်He wants to share. He wants to share. ဝေမျှပေးခြင်းနဲ့ဝေမျှပေးခြင်းနဲ့ပေးခြင်းနဲ့ပေးခြင်းနဲ့အမွေပေးခြင်းနဲ့အမွေပေးခြင်းနဲ့အပိုင်ပေးခြင်းနဲ့အပိုင်ပေးခြင်းနဲ့ဒီစံဖန်ဆင်းခံလူကဖန်ဆင်းရှင်ကိုပိုင်ခွင့်ရတယ်အေးဒီလောက်ကောင်းတဲ့ဖျားပဲမှာရှိမလို့အေးဖန်ဆင်းရှင်ကိုဖန်ဆင်းခံကပိုင်ခွင့်ရတယ်ဒီလောက်ကောင်းတဲ့ဖျားပဲမှာရှိလို့လေတင်းဒီဖန်ဆင်းခံကိုလိုချင်သလားဖန်ဆင်းရှင်ကိုလိုချင်သလားအခုဖျားပြောနေတာငါပေးချင်တယ်ငါပေးချင်တယ်ငါပေးနေတယ်ဆိုတာဖန်ဆင်းရှင်ကိုမိနစ်တိုင်းအချိန်တိုင်းပေးနေတာပြောပေးတဲ့အခါကျတော့လူရဲ့ဝိညာဉ်စိတ်ခန္ဓာအတွင်းထဲမှာထဲနေတာဆိုအင်္ဂလိပ်က imparting လို့ခေါ်တယ်ကျမ်းစကားလုံးရှိတယ်အင်္ဂလိပ် imparting ဆိုတာကဆရာဝန်စီထိုးတဲ့အခါကျတော့အသားထဲထိုးတဲ့အခုကကွယ်စီထိုးတော့အရေးပြားအောက်မှာထိုးတဲ့တယ်မဟုတ်လားအဲ့ဒီကကွယ်စီလေကိုအထက်ကတွေးထဲရနေ antibody antidote ခုခံအားဘုရားရဲ့ခုခံအားဘုရားရဲ့တကူဘုရားရဲ့ပါရမီလူထဲမှာတိုးနေတယ်ဘာဖြစ်လို့လဲဆိုဒီဘုရားကလူရဲ့ဝိညာဉ်စိတ်ခန္ဓာထဲကနေ inside out အလုံးလုံးနေတယ်ဒီခေတ်ပဲဒီလိုအလုံးလုံးမှာလူရဲ့ဝိညာဉ်ထဲမှာဆိုလူရဲ့ကိုယ်ခန္ဓာထဲမှာလူရဲ့စိတ်နှလုံးထဲမှာလူအတွက်လူကိုယ်စားလူကနေတဆင်းဖျားခင်အလုံးလုံးဖျားရဲ့ရွေချက်ပြည့်စုံဖို့ဖျားရဲ့လူတော်ပြည့်စုံဖို့ဖျားရဲ့စီမံကိန်းပြည့်စုံဖို့ဖျားရဲ့ရွေချက်ဆိုတာအကြီးအလွန်ကောင်းတယ် super အင်္ဂလိပ်လိုပြောရင် super အလွန်ကိုကောင်းလွန်အားကြီးတယ်ဒါကြောင့်လို့ဖျားကနင်လုတ်ပါလို့မခိုင်းနင်ကြိုးစားပါလို့ဖျားမပြောဘူးလူကိုဖျားမကျင့်ခိုင်းဘူးလူကိုစားခရစ်တော်ကိုယ်တိုင်ဝိညာဉ်ဖျားရဲ့အသက်နဲ့ဖျားရဲ့ပါရမီနဲ့ဖျားရဲ့ဖုံးတကူနဲ့ဖျားရဲ့ရွယ်ချက်ကိုလူအတွက်ပြည့်စုံစေ
ခံစဉ်ခံထဲမှာခံစဉ်ရှိဤထာဝရတည်တဲ့အည်ချင်းကိုထက်ပြီးနေဖြစ်ပြီးနေဖြစ်စီနေcontinuously unlimited unending unceasinglyတင်ခွင့်ပြုသလားတင်တော်ပြုသလားတင်လက်ခံသလားတင်လူချင်းသလားရအဲ့တော့နောက်ဆုံးကျတော့ရက်လက်ကျတော့တယောက်နဲ့တယောက်တူသေးလားတူတော့ဒါဆိုရင်တနေ့ကျတော့ဟာတူအများကြီးတော့ဟာတူအများကြီးတော့ဟာတူအများကြီးတော့ဟာငါနည်းနည်းပဲရောင်းဝနည်းနည်းရငါနည်းနည်းလေးငါဘာမြောက်ဖျားမတရားဘူးလားတရားတယ်ဖျားမတရားဘူးလားတရားတယ်ဖျားတရားတယ်နှစ်2000လုံးနော်နှစ်2000လုံးဟာယေရှုတော်ဖြစ်လို့ခေါ်တယ်ယေရှုပထမကြွလာခြင်းနဲ့ဒုတိယကြွလာခြင်းကြံဤလောကမှာအသက်ရှင်စဉ်အတွင်းဖခင်ရဲ့ရည်ရွယ်ချက်ကိုအကုန်အစင်ပေါ်ပြမယ်အကုန်အစင်ပေးမှာအာမင်အာမင်အကုန်အစင်ပေါ်ပြမှာဒီချိန်မှာအဲ့တော့ယေရှုတော်ဖြစ်အာမင်ဖခင်ရဲ့ရည်ရွယ်ချက်ကိုလူလုံးလို့မရဘူးတရားရဲ့ရွေးချက်ကိုလူကျင့်လို့မရဘူးဘုရားရဲ့အလိုတော်လူလိုက်လို့မရဘူးမပြီးနိုင်ဘူးဘာလို့စံတော့အရမ်းကျင်တော့အဲ့ဒီအမြင့်ကြီးကိုလူကိုဖျားမကျင့်ခိုင်းဘူးအေးပါဗျာဘုရားကိုယ်တိုင်လူအတွက်ကျင့်ပေးလာဘူးယေရှုတော်လို့ခေါ်အာမင်ဖယားကိုယ်တိုင်လူလောက်ရမယ်အလုပ်ကိုဖယားကိုယ်တိုင်လူမတတ်နိုင်လို့မတတ်နိုင်သူအတွက်ဖယားကလာလုပ်ပေးခြင်းကိုယေရှုတော်လို့ခေါ်အဲ့တော့နော်ဒီအချိန်မှာဖြစ်စီတယ်ဖြစ်ပြီးနေတာဒီဟာယေရှုတော်တက်ဖြစ်တယ် negative နဲ့ပြောအမှားကိုထောက်ပြငါယုံလို့ရတယ်လို့ပြောရင်မှားပါတယ်ငါကျင့်လို့ရတယ်လို့ပြောရင်မှားတယ်ငါဆုတောင်းလို့ရတယ်လို့ပြောရင်မှန်တယ်ဆရာကြီးဆုတောင်းပေးလို့ရတယ်လို့ပြောရင်မှန်တယ်ငါပညာကျင့်လို့ရတယ်လို့ပြောရင်မှန်တယ်ငါဘူပီဒီဖျားစကားနားထောင်လို့ရတယ်လို့ပြောရင်မှန်တယ်အဲ့ဒါကြီးအမှားပဲဒါကြွားတာငါဘူပီကောင်းလို့ငါရတယ်လို့ပြောရင်အဲ့ဒါကြွားတာမှားတာကိုမားတယ်လို့မသိရင်ဆိုမားတာကိုမှန်တယ်လို့ထင်တယ်မားတာကိုမှန်တယ်လို့ယုံတဲ့လူဟာမားတာကိုမှားတယ်လို့ထင်တယ်မှန်တာကိုမှားတယ်လို့ထင်တဲ့လူဟာမှန်တာကိုစန့်ကျင်တိုက်ခိုက်မှန်တာကိုညင်းပယ်မာတာကိုမှန်တယ်လို့ထင်တဲ့လူဟာမှန်တာကိုမှားတယ်လို့ထင်တယ်မာတာကိုမှားတယ်လို့ဝန်ခံဆုံးပြချင်းမရှိမာတာကိုမှားတယ်လို့ဝန်ခံဆုံးပြချင်းမရှိရာခင်ကစစ်မှန်ပြေလို့ရဘုရားရဲ့စစ်တဲ့ကို
နတ်ဆိုပြီးတဲ့အတူနဲ့ရောလို့မရဘုရားရောခွင့်ပြုဘုရားစီကလာတာက pure စစ်စစ် genuine အစစ်မှန်ဘုရားစီကပေးတာဟာစစ်စစ်အစစ်အမှန်နတ်ဆိုပြီးတာဟာအတူကျွန်တော်တို့အရောက်တိုင်းမွေးကလေးကအတူကိုအစစ်ထင်တဲ့လူတိုင်းဘာသာတိုင်းဂိုင်းကနာတိုင်းအတူကိုအစစ်ထင်တယ်အတူကိုအစစ်လို့ဘယ်လောက်ယုံအတူဟာအစစ်ဖြစ်မလားယုံကြည်ခြင်းဖြင့်အတူဟာအစစ်မဖြစ်နိုင်လူစုဘယ်လောက်များယုံအတူဟာအစစ်ဖြစ်မလားနှစ်တန်ပေါင်းများစွာဘယ်လောက်ယုံအတူဟာအစစ်ဖြစ်မှာအတူဟာအတူပဲစွန့်ပလိုက်ရင်ဘုရားစကားစီသူကထားတဲ့ဆောင်းလိုက်ဟုတ်တယ်ကျွန်တော်စစ်ကုတနည်းဝင်နေဟိုရောက်မှကြောက်တည်းတနည်းဝင်ရောက်မှကြောက်မဖြစ်လို့လေဆိုတော့စီဝရတနိုင်ကြနှစ်နိုင်ကြသုံးနိုင်ကြထိုင်တဲ့ခါမှာစိတ်ညစ်နေတာဘုရားအတန်ကြာရဘုရားစကားကြာဘုရားကြောင်းကလည်းမတွားရည်လေနေအိမ်မှာနေပြန်တော့လေတနည်းဝင်နေဆိုနေလို့ကိုမရနေလို့ကိုမတတ်မတွားရင်လည်းနေလို့မရတော့တွားပြန်တော့လေစိတ်ညစ်ပြီးတော့ခါတဲ့ပြန်လာအပတ်တိုင်းဒီဖြစ်အမားတွေပေါ်နေမားတယ်ရောဟိုပြင်မဲ့မှာလက်ဖြည့်စံမှာထိုင်ရောကျွန်တော်စီရလူငယ်တွေပဲဟေးထဲဝင်ဆရာကျွန်တော်တို့ကအင်တာဒီမှာမအဲ့တဲ့ကြီးအများကြီးလာတယ်ကျွန်တော်တို့ကဖဲ့ပေးတာပါကျွန်တော်ပြောခဲ့နောက်နှစ်ပတ်သုံးပတ်ကြာရင်ထပ်တွေ့မယ်အထဲဝင်ဆရာကျွန်တော်တို့ကအင်တာဒီပါကိစ္စမရှိပါဘူးအဲ့တဲ့ဦးစားပြီးဖို့ကျွန်တော်တို့အပြင်မှာနေပြီးတော့နောက်တလနလောက်ကြာရင်ထပ်ပြောအဲ့ဒီကိုထပ်ပြောအဲဝင်ထိုင်ဆရာမတန်ဝန်ခံတော့တပ်ပြဟောင်းဖွင့်ဆိုတာကျွန်တော်တို့ကြည့်ပြီးဘာသာဟာတယ်အလေမှာပါပြောပြီးအဆုံးပါပြောနေဆိုတာကျွန်တော်တို့ကြည့်ပြီးလာမလို့နာမထောင်ခြင်းလို့ထဲမှုချင်းချင်းစိတ်ဆူတယ်ငါလည်းပဲအထဲမှာထိုင်တာငါပျော်လို့ထိုင်လို့မချင်းသလားငါစိတ်ညစ်နေတာအထဲမှာထိုင်ငါစိတ်ညစ်ဒါပေမဲ့ကျွန်တော်ရဲ့ဝိညာဉ်ကြီးကပြောတယ်အထဲမှာထိုင်ပြီးတော့မှဘယ်လိုလိုအပ်တဲ့သူပါအတွက်ဆိုတာမြင်ရင်ဒီလိုရဲ့တက်တာအတွက်လာပြီးတော့ဘုရားကျောင်းမှာလာပြီးတော့အဲ့ဒီအတွက်ဆူတောင်းပြီးတော့နင်းနားမထောင်နဲ့လေကိုယ်တိုင်ဘုရားနဲ့ပဲစကားပြောဒါပေမဲ့ဘုရားကျောင်းမလာပဲတော့မင်းနဲ့ဟုတ်ဘူးကျွန်တော်မလာဘူးဘုရားကျောင်းကျွန်တော်တုံ့တင်ခဲ့တဲ့ဝိညာဉ်မြင့်ကြီးရှိကျွန်တော်ပြောတဲ့အပြတ်ပဲဘုရားကျောင်းသွားတာကျွန်တော်ခေါ်နေတာမတော်ချင်အဲ့ဒီလိုမလုပ်နဲ့သွားကိုယ်ထဲမှာထိုင်ပြီးတယောက်ပဲဘုရားနဲ့ပဲစကားပြောဟိုလူပြောတာကိုနားမထောင်ကြည့်နေတယ်ကိုယ်နဲ့ဘုရားနဲ့စကားပြော
အဲ့ဒါကြောင့်မလို့ကျွန်တော်လည်းပဲဝင်ထိုင်တယ်သူတို့ဝင်ထိုင်ခိုင်းတော့သူတို့ကမထိုင်ချင်ဘူးနေပဲမထိုင်ချင်တာမဟုတ်ဘူးကွာငါလည်းမထိုင်ချင်ဘူးကွာနေပဲကပြဟောင်းကြတာမဟုတ်ငါလည်းဒီတိုင်းပဲကြားတာနေအတ္တပြောင်းလဲခြင်းတတ်တတ်တည်းတတ်တတ်တဏှာမှာတို့ကဖျားကိုရန်လုံးကြည့်ဖို့ အာမင် ဒါပေမဲ့ဒီနေရာနဲ့တော့ငါတို့မခွဲနိုင်ဘူး အာမင် မခွဲနိုင်ဘူးဆိုင်နေလေဒီကလူနေနဲ့ကိုဆိုင်နေတဲ့အတွက်ကြောင့်ခွဲလို့ကိုမရကျွန်တော်ကသူတို့ကိုငါတို့နဲ့မဆိုင်ဘူးလို့ကျွန်တော်ဒီသဘောမျိုးလုံးဝမထားဒါပေမဲ့သူတို့ကကျွန်တော်ထားကိစ္စမရှိဖျားတိဖျားတိတယ်ဖျားပြောတယ်ဒီလူတွေကဖြစ်တော်ရဲ့ကိုယ်ရင်းသားတွေဖြစ်တယ်ချင်းပဲဖြစ်ဖြစ်ကချင်းပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ကလားပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ရှမ်းပဲဖြစ်ဖြစ်ခရစ်တော်ဤကိုယ်ရင်းသားဖြစ်တယ်ဒါဖျားပြောတာဖျားလက်ခံထားတာဖျားလက်ခံတဲ့လူကိုကျွန်တော်ပယ်လို့မှမရတာဒါပေမဲ့ကျွန်တော်မကြိုက်ပြီးမြင်ဖျားကျွန်တော်အပြစ်မတင်ဖျားကျွန်တော်အပြစ်မတင်ဘူးကျွန်တော်လူပဲလေဒီထက်မှကျွန်တော်မကြိုက်တာတွေရှိတယ်။တဘောမတူနိုင်တာတွေရှိတယ်။ဒါပေမဲ့ကျွန်တော်မခွဲနိုင်ဘူး။ဘာဖြစ်လို့လဲဆိုဘုရားကကျွန်တော်ခွဲပါလို့မပြောဘူး။ဘုရားကျွန်တော်ခွဲပါလို့မပြောဘူး။ဒါပေမဲ့ပြောတဲ့နေ့တော့ခုနပြောတယ်။ညီအောင်ငါဒီထဲကနေတည်တံ့ဖယ်ထုတ်တယ်လို့ဘုရားကကျွန်တော်ဆွဲထုတ်ရင်တော့တဲ့တတ်တယ်။ကျွန်တော်စန္ဒနဲ့တော့ကျွန်တော်မလုပ်ဘူး။ဖယားရဲ့သဘောတော့ကျွန်တော်လိုက်ပြောဖို့ရမုန်းကြည့်ပေါ်တယ်။နာမှန်တယ်လို့ခံယူရင်မားတယ်။ဘတ်တူပဲခံယူနာမှန်တယ်ငါယူနာမှန်တယ်ငါပြောတာမှန်တယ်ငါလုပ်တာမှန်တယ်လို့ခံယူရင်မားတယ်မားတယ်ဖယားကလွယ်ဖယားတစ်ပါးပဲရှိဖယားတစ်ပါးပဲမှန်ဖယားကြံစီတာလည်းမှန်ပြောတာလည်းမှန်လုပ်တာလည်းမှန်လူဆိုရင်တော့မှန်ကျမ်းစာထဲမှာတိကျပြောလို့ကဲမပြီးသေးဘူးSon of Man ကြံနေတယ်နော်မကြည့်ဒီ Son of Man ဒီပေါ်ရောက်မှကယ်တင်ရှင်ဖြစ်သွားတယ်ကယ်တင်ရှင် Savior ဆိုတော့ဘွဲ့ရဒီမှာတော့ကယ်တင်ရှင်ဟုတ်ဒီမှာတော့ransom ဆိုတာတစားခံလောကမှာယေရှုလူလာဖြစ်ခြင်းဒီတစားခံလာလောက်တာမတူဘူးအဲ့ဒီတော့ကသူကယ်တင်ရှင်ဟုတ်တည်ခြင်းကပြန်ရှင်မှကယ်တင်ရှင်ဖြစ်သွားတယ်အာမင်ဒီပေါ်ရောက်တော့အရှင်သခင်နောက်မှပြောမယ်ဒီပေါ်ရောက်သွားတော့အင်္ဂလိပ်လို mediator ခယားနဲ့လူကြားထဲမှာဂျာဝင်ကူစားပြုပေးတဲ့ခယားနဲ့လူကြားထဲမှာတရားခင်းပေးတဲ့အင်္ဂလိပ်လို bridging ဆိုတာနေ့တိုင်းအချိန်တိုင်းမိနစ်တိုင်းခယားနဲ့လူကြားထဲမှာကွာဟာခြားနာချက်ကိုကွာခြားနေတဲ့ကြောက်ကြီးကိုသူကအဲ့ဒီနှစ်ဖက်စလုံးကိုဆက်ပေးထားတယ်
ဘုရားတန်ရှင်းမြတ်တဲ့ ဘုရားတက်ရှိနေတဲ့ လူကယုံဉာဏ်နေကြတယ် လူဝါယုံဉာဏ်နဲ့ကြားတယ် ဘုရားတန်ရှင်းမြတ်တဲ့ ဘုရားတက်ရှိနေတဲ့ လူကယုံဉာဏ်နေကြတယ် လူဝါယုံဉာဏ်နဲ့ကြားတယ် အဲ့ဒီကွာဟာချက်ကိုဆက်ပြီး ဆက်ပြီးဘုရားဟာဘုံတကူကြီးတယ်လူကဘုံတကူမရှိအဲ့ဒီကွာဟာချက်ကိုယေရှုကဆက်ပြီးတယ်ဈာတိကနေဆက်တွယ်ပြီးတယ်ဖယားနဲ့လူဟာမျိုးမတူဈာတဲ့ကယေရှုခရစ်ကဆက်တွယ်ပြီးတယ်ဘာကြောင့်ယေရှုခရစ်ကဖယားနဲ့လူဈာထဲမှာဆက်တွယ်လို့ရယေရှုခရစ်ဆိုတာဖယားဖြစ်တယ်လူလည်းဖြစ်တယ်ယေရှုခရစ်ဆိုတာဘုရားဖြစ်တယ်လူလည်းဖြစ်တယ်ဘုရားရဲ့အသက်နဲ့လည်းရှင်တယ်လူရဲ့အသက်နဲ့လည်းရှင်တယ်အဲ့ဒီယေရှုခရစ်ကဘုရားဖြစ်ခြင်းကြောင့်ဘုရားနဲ့ထိထားလို့ရတယ် ညာနဲ့ထိထားလို့ရတယ် ယေရှုခရစ်ဒီလူစစ်စစ်ရလုံးပြည့်ဖြစ်ခြင်းကြောင့်လူနဲ့လည်းထိထားလို့ရတယ်ဖယားကလူကိုပေးမဲ့ဖုံးတကူကိုယေရှုခရစ်အားဖြင့်ပဲရနိုင်တယ်ဖယားကလူကိုပေးမဲ့ဖယားရဲ့ပညာကိုယေရှုခရစ်အားဖြင့်ပဲပေးလို့ရတယ်ယေရှုခရစ်ကဂျားတဲ့ဆက်ပြီးတာ ယေရှုခရစ်ကကြားရဆက်ပေးတာ လူကတန်ရှင်းမြတ်တဲ့ဖယားနဲ့ဆက်သွယ်ခြင်းရင်လူကဖယားနဲ့ဒါရက်ဆက်သွယ်လို့မရဘူးယေရှုခရစ်နဲ့ပဲဆက်သွယ်လို့ရယေရှုခရစ်အားဖြင့်ပဲလောကလူသားတွေဟာတန်ရှင်းမြတ်တဲ့ဖယားနဲ့ဆက်သွယ်လို့ရကောင်းကင်မြေကြီးကြားထဲမှာပွာရမ်းတဲ့ကြောက်ကြီးကိုတရားခင်ပေးထားတာဟာယေရှုခရစ်ဖြစ်တယ်ဘုရားလည်းဖြစ်လူလည်းဖြစ်တယ်ယေရှုခရစ်ဖြစ်တယ်ဈာထဲမှာနေတဲ့ပုဂ္ဂိုလ်ဒီဘုရားလည်းဖြစ်လူလည်းဖြစ်မှာပဲလူဒီဘုရားနဲ့ဆက်သွယ်လို့ရတယ်ဒါဆိုရင်လူမတည်နိုင်တော့ဟိုမှာတကိုးကြည့်တယ်အလွန်တကိုးကြည့်တဲ့ဘုရားဟာအလွန်တကိုးကြည့်တဲ့ဘုရားရဲ့တကိုးဟာလူထဲမှာစောင့်ဝင်တော့အောင်ယေရှုကဂျားထဲမှာခံတဲ့ safeguard ဖြစ်တယ်ယေရှုကကြားထဲမှာခံတဲ့ safeguard ဖြစ်တယ်အဲ့ဒီ safeguard မခံထားရင်ခရရဲ့တကူကလူထဲဝင်စောင့်လိုက်တာ ਨੇ အဲ့ဒီလူချက်ချင်းတည်ရောယေရှုခရစ်ဘုရားရဲ့လူကြားထဲမှာ safeguard ဖြစ်သည် safeguard ဖြစ်သည်ကွယ်ကာပေးတဲ့လုံခြုံကွယ်ကာမှုပေးတဲ့အရှင်ဖြစ်သည်ဘုရားရဲ့တကူဟာအလွန်ကြီးတဲ့
ရာရဲ့သူဟာအလုံးလုံးကြီးရဲ့ လူမခံနိုင်ဘူး လူမခံနိုင်ဘူး ဒါကြောင့်မလို့ယေရှုခရစ်သည် ယေရှုကြောင့်ယေရှုခရစ်သည် အလွန်ကြီးတဲ့ဘုရားရဲ့တကူ အလုံးကြီးရဲ့ဘုရားရဲ့ကို လူထဲကိုစီးဝင်နိုင်ဖို့ လူရဲ့ကိုစီးဝင်နိုင်ဖို့ ဈာထရခံပြီးတဲ့ ဈာရခံပြီးတဲ့ adapter ဖြစ်သည် အတ္တဖြစ်သည် AC current ကနေ AC ကားရကနေ DC current ပြောင်းပေးတယ် DC ကားရကြောင်းပြီးတဲ့ အလွန်ကြီးတဲ့တကူကနေ အလုံးလုံးကြီးရဲ့ကိုကနေ လူလက်ခံနိုင်တဲ့တကူဖြစ်အောင် လူလက်ခံနိုင်တဲ့ကိုပြောင်း ပြောင်းပေးတယ် ကြောင်းပြီးတဲ့ ဘုရားရဲ့တကူက ဘုရားရဲ့ကိုဟာ အင်္ဂလိပ်လို alternating current ဘောတော်ရင်းကားရ တက်လိုက်ကြလိုက်တဲ့ခါနဲ့စောင့်ပြီးတော့ထွက်သွားတာတကူကြီးလွန်အားကြီးလို့စောင့်ပြီးတော့ထွက်သွားတာဒါပေမဲ့ DC current ဆိုတာ DC ကားရဆိုတာ steady steady slow slow continuous flow continuous flow steady steady slow slow continuous flow continuous flow တစိမ့်စိမ့် စိတ်စိတ် ဖြည်းဖြည်း ဖြည်းဖြည်း မှန်မှန် မှန်မှန် လူထဲစိတ်ဝင်အောင် လူရဲ့စိတ်ဝင်အောင် ယေရှုခရစ်က ယေရှုခရစ်က adapter ခံပေးခြင်းဖြစ်တယ် အတ္တခံပြီးခြင်းဖြစ်တယ် adapter အလုပ်ကိုလုပ်ပေးခြင်းဖြစ်တယ် အတ္တလုံးကိုလုံးပြီးခြင်းဖြစ်တယ် AC ကနေ DC ကနေ DC ဖြစ်စေ DC ဖြစ်စေ ဘုရားရဲ့တကောဟာ ဘုရားရဲ့ကိုဟာ အလွန်တကောကြီးတယ် အလုံးလုံးကိုကြည့်တယ် လူမခံနိုင်ဘူး လူမခံနိုင်ဘူး ဒါကြောင့်မလို့ ဒါကြောင့်လို့ ယေရှုခရစ်သည် ယေရှုခရစ်သည် ဘုရားရဲ့လူကြားထဲမှာ ဘုရားရဲ့လူသားထဲမှာ transformer ဖြစ်တယ် transformer ဖြစ်တယ် transformer အလုပ်လုပ်ပေးတယ် transformer လို့လုပ်ခဲ့တယ် အလွန်မြင့်တဲ့အလွန်ကြီးတဲ့ဘုရားရဲ့ကိုယ်ကို လူကြီးရဲ့ဘုရားရဲ့ကို လူလက်ခံလို့ရအောင် လူလက်ခံလို့ရအောင် လူထဲစီးဝင်လို့ရအောင် လူရဲ့စီဝင်လို့ရအောင် ဘုရားရဲ့တကူကို ဘုရားရဲ့ကို လူလိုတလောက်ပြောင်းပေးတဲ့ transformer ဖြစ်တယ် လူလိုတော်တော်လေးရဲ့ transformer ဖြစ်တယ် ယေရှုခရစ်သည် ယေရှုခရစ်သည် ဘုရားဖြစ်သည် ဘုရားသည် လူလည်းဖြစ်သည် လူလည်းသည် တပြိုင်နဲ့ ဘုရားရဲ့ တစ်ချိန်နဲ့ အချိန်နဲ့ ဘုရားနဲ့လူကြားထဲမှာ ဘုရားရဲ့လူသားထဲမှာ လူအတွက်လည်းအလုပ်လုပ်တယ် လူတွေလည်းလုပ်လို့တယ် ဘုရားအတွက်လည်းအလုပ်လုပ်တယ် ဘုရားတွေလည်းလုပ်လို့တယ် လူကိုယ်စားလည်းပြုတယ် လူကိုယ်စားလည်းပြုတယ် ဘုရားကိုယ်စားလည်းပြုတယ် ဘုရားကိုယ်စားလည်းပြုတယ် ယေရှုခရစ်သည် ယေရှုခရစ်သည် ဘုရားနဲ့လူကြားထဲမှာ ဘုရားနဲ့လူသားထဲမှာ ပေါင်းပူပေးထားတယ် ပေါင်းမှုပေးထားတယ် ဆက်သွယ်ပေးထားတယ် ဆက်သွယ်ပေးထားတယ် အဲ့ဒါကိုအာမခံထားတယ် အာမခံထားတယ် ယေရှုခရစ်သည် ယေရှုခရစ်သည် ဘုရားရဲ့လူကြားထဲဟာ ဘုရားရဲ့လူသားထဲက အာမခံဖြစ်သည် အာမခံဖြစ်သည် လုံခြုံမှုပေးသည် လုံခြုံမှုပေးသည် ကွယ်ကာပေးသည် ဝေပါပေးသည် လူကိုဖျားလက်ခံအောင် လူကိုဘုရားလက်ခံအောင် ဆောင်ရွက်ပြီး ဆောင်ရွက်ပေးသည် လူအတွက်အမှုဆောင်ပေးသည် လူအတွက်မှုဆောင်ပေးသည် လူအတွက် လူအတွက် ဖျားရှိမှ ဘုရားရှိမှ အကျိုးဆောင်ပေးသည် ကျိုးဆောင်ပေးသည် လူကိုကိုယ်စားပြုပြီးတော့ လူကိုကိုယ်စားပြုပြီးတော့ ဖျားရှိမှ ဘုရားရှိမှ အကျိုးဆောင်ပေးတယ် ကျိုးဆောင်ပေးတယ် ဖျားကိုကိုယ်စားပြုပြီးတော့ ဘုရားကိုကိုယ်စားပြုပြီးတော့ လူအတွက် လူအတွက် လုပ်ပေးတယ် လုပ်ပေးတယ် တပြိုင်တည်း ။တရားရင်လည်း အလုံးနှမျိုးကို အလုံးမျိုးကို နှစ်နိုင်ငံမှာ နိုင်ငံမှာ လုပ်ပေးတယ် လုပ်ပေးတယ် ဘုရားရဲ့နိုင်ငံမှာလည်းလုပ်တယ် ။တရားရင်နိုင်ငံမှာလည်းလုပ်တယ် လူရဲ့နိုင်ငံမှာလည်းလုပ်တယ် ။
လူရဲ့နိုင်ငံမှာလည်းလုပ်တယ် ဘာကြောင့်လဲကိုယ်ပဲပြီးတော့နေလို့ရတာဟုတ် ဘုရားလူရဲ့ဟုတ်လူသား လူလည်း အေးလေ ရားလည်းဟုတ် အဲ့တော့ယေရှုခရစ်လိုပုဂ္ဂိုလ်ကဘာပေါ်မှာဘယ်နှယောက်ရှိလဲ လူရဲ့ ပါဦး တူပဲရှိတယ်လူနဲ့ဖျားတင်မြတ်ဖို့ဆောင်ရွက်ပြီးနိုင်တဲ့ပုဂ္ဂိုလ် တူရဲ့ ယေရှုခရစ်ဆိုတဲ့ပုဂ္ဂိုလ်တူပဲရှိတယ် အန် တ တော့ တားခင်ပေးထားတယ်ဆက်သွယ်ပေးထားတယ်ပေါင်းကူပေးထားတယ်ပေါင်းအာမခံပေးထားတယ်နိုင်တိုင်းဆိုမိနစ်တိုင်းအချိန်တိုင်းနေ့ရက်တိုင်းအစဉ်အမြဲ continuously endlessly အစဉ်အမြဲအစိုးမရှိလူအတွက်လုပ်ပြီးတယ်လူကိုစားကြည့်တော့လုပ်ပြီးတယ်ယေရှုကပြောတယ်တင်းအတွက်အဖဖျားရှိမှာတက်တိခံနေတယ်နေ့အတွက် ကျွန်တော်တို့ ဖဖျားရှိမှာငါတက်တိခံပေးနေတယ်နေကမြေကြီးပေါ်မှာငါတက်တိမခံရဘူး အားလည်းတိတ်မနိုင်ရင် ရှက်တယ်ဆိုရင် ဆက်ဆက်ဆိုရင် ဒီပြန်ငါရှက် ဒီဘက်မှာဆက်တယ် တင်းကူမြေကြီးမှာထားတာအတိပ္ပယ်ကဒီကဘာမြေပေါ်မှာဖရားရဲ့အလုပ်လုပ်เสียရှိတယ်တင်းကူဒီကဘာမြေကြီးပေါ်မှာထားတာအတိပ္ပယ်ရှိလား ရှိရတယ် ရွယ်ချက်ရှိလား ရှိတယ် အဲ့ဒီရွယ်ချက်ကဖရားဤရွယ်ချက် ဒါရင်ကျ အဖွဲ့အစည်းရဲ့ရွယ်ချက်မဟုတ်ဘူးအဖွဲ့အစည်းရဲ့ရွယ်ချက်မဟုတ်ဘူးကံကနာရွယ်ချက်မဟုတ်ဘူးလူရဲ့ရွယ်ချက်မဟုတ်ဘူးဖရားရဲ့ရွယ်ချက်အတွက်တင့်ကိုဖရားရွေးကောက်ထားတာဖရားရဲ့ရွယ်ချက်အတွက်ဖရားတင့်ကိုကိုယ်စလဲခံထားတာဖရားရဲ့တက်တေခံဖို့ခံထားတာဖရားရဲ့တက်ဖရားအတွက်တင်တက်တေမခံရင် ဒါရင်ဆက်တယ် ငါနင်းကိုရှက်တယ်လူအတွက်ယေရှုတက်တေခံရတဲ့အခါမှာလူကိုပူဇော်ပြုဖို့လူရဲ့ခန္ဓာကိုယ်နဲ့လူရဲ့အသက်နဲ့ရှင်ပြီးဖျားရှိကိုလူရဲ့အသက်နဲ့ရှင်ပြီးတော့ဝင်သွားတာဖြစ်တယ် ရားရှိကိုလူရဲ့စနစ်ရှိပြီးတော့ဘုရားအာမင် လူပြောရမယ့်စကားကို လူပြောတဲ့စကားကို လူဤသားယေရှုက လူပြောတဲ့စကား လူအတွက်ကိုယ်စားပြုပြီးတော့ပြောပေးခြင်းဖြစ်တယ် လူအတွက်ကိုစားပြီးတော့ပြောပြတယ် ဘုပ္ပမန်နေတဲ့ယေရှုဒီ ဘုရားမှာနေတဲ့ယေရှုကြီး လူအတွက်ဤတက်တိခံဖြစ်တယ် လူရဲ့တိတ်ခံဖြစ်တယ် လူဤတက်တိခံဖြစ်တယ် လူရဲ့တိတ်ခံဖြစ်တယ် လူအတွက်တက်တိခံနေခြင်းဖြစ်တယ် လူရဲ့တိတ်ခံဖြစ်တယ် လူအနေနဲ့နေခြင်းဖြစ်တယ် လူအနေနဲ့နေနေခြင်းဖြစ်တယ် ကဘာမြေပေါ်မှာရှိတဲ့လူဒီ ကဘာလေးမှာရှိတဲ့လူတွေ ဖယားဤတက်တိခံဖြစ်တယ် တတိယရဲ့တိတ်ခံဖြစ်တယ် ဖယားဤတက်တိခံဆိုတာဖယားပိုင်နဲ့ဖယားခံတဲ့ဖယားထောက်ပံ့တဲ့ဖယားစီလွတ်တဲ့တက်တိခံဖြစ်တယ် ရားရှိတဲ့ဘုရားခံတဲ့ဘုရားတတိ ဖယားဤတက်တိခံဆိုတာ ဘုရားရဲ့တိတ်ခံဆိုတာ ဓမ္မတော်တိရှိ ဓမ္မတော်ရှိရှိ တက်တိခံမြတ် တတိခံမြတ် တင်တို့သည် ဒီလိုဒီ ဖယားဤတက်တိခံမြတ်ဖြစ်သည် ဘုရားရဲ့တိတ်ခံဖြစ်တယ် ဖ
ယားဤတက်တေခံဆိုတာဖယားပိုင်တဲ့တက်တေခံဖြစ်တယ်ဖယားခံတဲ့တက်တေခံများဖြစ်တယ်ဖယားစေလွတ်တဲ့တက်တေခံဖြစ်တယ်လူစစ်စစ်နော်ဖယားရဲ့တက်တေခံဆိုတာဒီကနေဖွင့်နေတဲ့ချစ်ချင်းလေဖယားရဲ့ချစ်ချင်းဒီကနေပေးနေတဲ့စေတနာလေဖယားရဲ့စေတနာဒီကနေပေးနေတဲ့အရာလေဖယားစီကဒီကနေဖတ်တဲ့တန်ရှင်းခြင်းလေဖယားရဲ့တန်ရှင်းခြင်းကိုလူမြင်တော့ခံစားသွားမှာဒီကဖတ်တဲ့ဖြောင့်မခြင်းလေဟိုဘက်ကလူရသွားတာဖယားစီကရသွားတာဟိုကလူရသွားတဲ့ဖြောင့်မခြင်းဟာကိုယ်စီကနေထွက်သွားတဲ့ဖြောင့်မခြင်းဟာဖယားစီကဖြစ်အဲ့တော့အဲ့ဒီတက်တိခံကိုဂရိလူရေးထားတာမာတာဆိုတာမာတူရာခယားရဲ့တက်တိခံမာတူရာဆိုတာလူဤတဘာဝတဲ့သွားပြီလူဤတဘာဝတဲ့သွားပြီဒီထဲကနေထွက်နေတဲ့အသက်ဒီဖယားရဲ့အသက်ရာလုံးကြီးဖြစ်တယ်ငါတည်သွားပြီငါဒီကိုယ်တိုင်ရှင်ဖြစ်တော်ဒီငါနဲ့ရှင်မူ၏အရင်ဆုံးမြင်တဲ့ပုဂ္ဂိုလ်ကရှင်ပေါ်လိငါဒီကိုယ်တိုင်ရှင်ငါထဲမှာရှင်နေတာဟာယေရှုခရစ်ဖြစ်တယ်ဒီကနေရှင်ဖတ်သွားတာဟာဖခင်ရဲ့တဲ့ဒီထဲမှာရှင်ဖတ်သွားတဲ့ပါရမီဟာဖခင်ရဲ့ပါရမီဒီကနေရှင်ဖတ်သွားတဲ့ဖုန်တူဟာဖခင်ရဲ့ဖုန်တူဖြစ်တယ်လူဒီဖခင်ရဲ့အသက်စီးထွက်ရပြုံဖြစ်တယ်ဖခင်ရဲ့တက်တဲ့ခံဆိုတာဖခင်ရဲ့ချစ်ချင်းစီးထွက်ရပြုံဖြစ်သည်ဖခင်ရဲ့ချစ်ချင်းစီးထွက်ရပြုံဖြစ်သည်ဖခင်ရဲ့အသက်စီးထွက်ရပြုံဖြစ်သည်ငါမဟုတ်ဘူးလူရဲ့ချစ်ချင်းမဟုတ်ဘူးလူရဲ့ဖြောင့်မတ်ခြင်းမဟုတ်ဘူးလူရဲ့ကောင်းမြတ်ခြင်းမဟုတ်ဘူးလူရဲ့အသိပညာမဟုတ်ဘူးလူရဲ့တန်ရှင်းခြင်းမဟုတ်လူရှင်နေဒီမဟုတ်လူထဲဖျားရှိတာအဲ့ဒီလူထဲကနေဖယားရဲ့အရေးချင်းတွေထွက်ရင်ဖယားတက်တည်ခံဖြစ်တယ်ဖယားကိုမမြင်ရတဲ့ဖယားကိုလူမြင်စီဖို့ဖြစ်တဲ့ဟိုးအမြင့်ဆုံးအရာမှာရှိတဲ့အသက်ရှင်တဲ့ဘုရားကိုဒီကဘာမြေပေါ်မှာရှိတဲ့လူကထီလို့ရပါဘုရားရဲ့တက်တိခံဆိုတာအဲ့တော့ဘုရားရဲ့တက်တိခံတဲ့ကနေထွက်နေတာယာနှုတ်ပြီးဟာဘုရားစီကအီချင်းပဲထွက်ဘုရားရဲ့အီချင်းထွက်ဖို့ဆိုတာငါတည်တော်သူဖြစ်မှထွက်တာဟောမကြည့်ဒီမှာရှိတဲ့လူတိုင်းဟာဖယားဤတက်တိခံဖြစ်တယ်
နေတိုင်းနိုင်တိုင်းအချိန်တိုင်းဖယားရဲ့ကောင်းမြတ်ခြင်းဒီကနေစီးထွက်ခြင်းရှိမှအခြားလူတွေဟာဖယားကိုမတိဖယားရဲ့ချစ်ခြင်းမခံစားရတဲ့လူတွေဟာကိုကနေတဆင့်ခံစားသွားရရင်ဖယားရဲ့တတိခံချက်ရဲရင်တင်ဒီတတိခံတော့သူဖြစ်ရင်ကိုမှာကိုအတွက်ယေရှုကဖယားရှိမှာကိုအတွက်တတိခံပြီးတယ်ကိုကဖယားကိုမမြင်တော့သူဖယားရဲ့ချစ်ခြင်းမခံစားရတော့သူဖယားရဲ့ကောင်းမြတ်ခြင်းမခံစားရတော့သူကိုက resource ပေးကမ်းလူဖြစ်ကိုထဲကပေးတာမဟုတ်ဘူးဖယားစီကနေပေးလိုက်ဖယားရဲ့ကိုယ်စလေတော့ဖယားရဲ့ပန္ဒဆုဖယားရဲ့ပန္ဒဆုဆိုတာဥစ္စာပန္ဒကိုကင်ထားပြီမယ်တိရကင်နိုးတော့မပိုင်ဖယားရဲ့ပန္ဒဆုဆိုတာဖယားရဲ့ပန္ဒကိုဖယားရဲ့သဘောနဲ့ဒီဝေတဲ့ကိုယ်စလဲတော့ဖယားရဲ့ကိုယ်စလဲတော့ဖြစ်တယ်ပန္ဒဆိုဆိုတာဖယားရဲ့ပန္ဒကိုလူတွေကိုခွဲဝေပေးတဲ့ကိုယ်စလဲတော့ဖြစ်တယ်ပန္ဒဆိုဆိုတာပန္ဒကိုကင်ထားတာပြီပဲတိရကင်လုံးမပိုင်တိရကင်လုံးမပိုင်ဘူးဖယားဟာဆေဘုံတဘုံပိုင်ရင်ဆေဘုံကူဘုံငါပိုင်နေလို့ပြောတဲ့လူကဖယားရဲ့ပန္ဒကိုတဲ့သဖိုးပဲအဲ့ဒါသဖိုးဖြစ်တယ်